အားလုံးပဲမင်္ဂလာပါရှင် MM Story World Channel ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့အဆောင်သခင်တိုင်းဘရင်ဆိုတဲ့တိုင်းဇလန်းလေးရဲ့အပိုင်း93ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိတောက်ကလေးရဲ့ကြောက်မက်ဖွယ်ရာစွမ်းအင်များဖျားထွက်လာခဲ့တယ်မိတောက်ကလေးရဲ့ခန္ဓာကိုယ်မှထွက်ပေါ်နေတဲ့ကြောက်မက်ဖွယ်ရာစွမ်းအင်များကမန်လီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အရှိန်ဝါကိုဖိနှိပ်သွားပါတယ်မိတောက်ကလေးရဲ့လက်ထဲမှာအနက်ရောင်တထုတုတ်ချောင်းတောင်းတလုံးအလားဖီအားနဲ့လေးလံမှုကိုတည်ဆောင်ကလေထုကိုထိုးခွင်းပြီးမန်လီရဲ့အရေးကြီးတဲ့အင်္ဂါစိတ်ပိုင်းများစီကိုအညာတာကင်းမဲ့စွာတိုးဝင်လာခဲ့တယ်။ဟမ်မင်းကသိချင်နေရပဲကောင်းစုပ်လေမိတောက်ကလေးကလွှမ်းမိုးနိုင်တဲ့ကြမ်းကြုတ်ရက်ဆက်တဲ့အရှိန်ဝါများထုတ်လွှတ်ကသူ့ထံကိုတိုးဝင်လာတော့မြင်တဲ့အခါမန်လီရဲ့မျက်လုံးများကအေးခဲသွားတယ်။ဒါပေမဲ့လည်းသူ့ရဲ့ပါးစပ်မှဟန်လို့ပြောလိုက်သေးတယ်။မန်လီကသူ့ရဲ့လက်ကိုလှုပ်ရှားလိုက်တဲ့ချိန်မှာကြီးမားတဲ့တူကြီးတစ်စုံကသူ့ရဲ့လက်အတွင်းထွက်ပေါ်လာခဲ့တယ်။အဲနောက်သူကကြီးမားတဲ့တူတစ်စုံကိုလွှဲရမ်းကသူ့ထံကိုတိုးဝင်လာတဲ့တိုက်ခိုက်မှုနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်တယ်။အနက်ရောင်တထုတုတ်ချောင်းနဲ့ကြီးမားတဲ့တူကြီးတစ်စုံနဲ့ပြင်းထန်စွာထိတွေ့သွားပြီးကြောက်မက်ဖွယ်ရာစွန့်ရင်လှိုင်းများပေါက်ကွဲထွက်လာတယ်။ကြီးမားတဲ့တပင်ကြီးများမှအလင်းမပိုင်းဖြတ်ပြီးခံလိုက်ရကကျိုးပြက်လာပြီးလေထဲမှာပဲအမုံဖြစ်ပြောင်းလဲသွားခဲ့တယ်။ထွက်ပေါ်လာတဲ့စွမ်းအားကအတော်ပင်ကြောက်မက်ဖွယ်ရာကောင်းပါတယ်။တမုံများကကောင်းငင်တစ်ခွင်ပြည့်နှက်လျက်ရှိပေမဲ့တထုတုတ်ချောင်းနဲ့ကြီးမားတဲ့တူကြီးတစ်စုံတို့မှာလေထဲမှာဆက်လက်တိုက်ခိုက်နေကြတော့မှဖြစ်ပါတယ်။ကျန်းတဲ့ပြင်းထန်တဲ့စွမ်းရင်လှိုင်းများကအဆက်မပြတ်ထွက်ပေါ်လျက်ရှိပါတယ်။တစ်ဖက်မှာမူလင်းတို့မှမိတောက်ကလေးနဲ့မန်လီတို့ကြားကတိုက်ပွဲကိုကြည့်ပြီးသူတို့ရဲ့မျက်နှာတွေကတီကြည်လေးနဲ့သွားကြတယ်။ဒီလူကတော်တော်အားကောင်းတာပဲ။နိဗ္ဗာန်ကြောက်တိုင်စမ်းသပ်မှုမှာသူ့ရဲ့ခွန်အားအစစ်မှန်ကိုဖုံးကွယ်ထားတာပဲ။မူလင်းကဖြင်းညင်းစွာပြောလိုက်တယ်။မူဟန်ယူကလည်းကောင်းညိတ်ကထောက်ခံလိုက်တယ်။သူမရဲ့မျက်ဝန်းများထဲမှာကြီးစွာအံ့အားသင့်လျက်ရှိပါတယ်။မန်လီရဲ့အစွမ်းကိုသူမကောင်းကောင်းသိတယ်။ဒါပေမဲ့လင်းတုံနဲ့အတူပါလာတဲ့ထွားထွားကြိုင်းကြိုင်းတဲ့လူမှာမန်လီနဲ့ရှင်ပြိုင်တိုက်ခိုက်နေရပေမဲ့နည်းနည်းလေးမှအောင်စီးရောက်သွားရမရှိဘူး။ဒါအပြင်သူ့ရဲ့ခန္ဓာကိုယ်မှထွက်ပေါ်နေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အရှိန်အဝါကလူပေါင်းများစွာကိုတက်ပြတ်လာတဲ့မန်လီထပ်ပင်ပုံမှုအားကောင်းနေခဲ့တယ်။လင်းတုံတို့၃ယောက်ကအမြင့်နဲ့ဆုံးဖြတ်လို့ရှာလာအောင်ရိုးရှင်းတဲ့လူတွေမဟုတ်ဘူးပဲ။မူလင်းကလေးနဲ့တဲ့အတန်ဖြစ်ပြောလိုက်တယ်။ထို့နောက်သူ့ရဲ့အကြည့်ကမွေပါလေးတို့ကိုဝိုင်းထားတဲ့လေတိန်တိုင်းအင်ပါယာမှလူတုံးတို့အုပ်စုထံအကြည့်ရောက်သွားတယ်။သူတို့ကအဝိုင်းခံရသည့်တိုင်မွေပါလေးကဘာမှလှုပ်ရှားမဲ့ဟန်မပြပါဘူး။သူရဲ့ချောမောတဲ့မျက်နှာထက်မှနည်းနည်းလေးမှစိုးရင်ပူပန်မရှိဘူး။ကောင်းပါလေဒီကောင်မျိုးငါမင်းရဲ့လက်ထဲကိုအပ်လိုက်မယ်။မှတ်ထားပါလင်းတုံနဲ့မိတောက်ကလေးကိုအာယုံမပြန့်လွင့်စေနဲ့နော်။မွေပါလေးကလူတုံးကိုတစ်ချက်ကြည့်ကခါကြောဆန့်ပြီးတော့အေးလူလူပြောလိုက်တယ်။ဟုတ်။စူယိုကသူမရဲ့နေဆွေးတဲ့နင်းစီအောင်နှကမ်းဘူးလေးကိုညှက်တာစွာကိုက်လိုက်ပြီးခေါင်းညိတ်ကပြန်ပြောလိုက်တယ်။မင်းမသူတို့စိတ်အနှောက်အယှက်ဖြစ်အောင်လှုပ်ခွင့်ရလိုက်မှာမဟုတ်ဘူး။လူတုံးကနှကောင်းရှုပ်ကပြောလိုက်တယ်။သူ့ရဲ့နောက်မှာနိဗ္ဗာန်အဆင့်3ကျွမ်းကျင်သူ9ယောက်ရှိကသူပါပါကဝေပါလေးနဲ့တခြားသူများပေါင်းတိုက်ရင်တော့သူတို့ကိုရင်ဆိုင်ဖို့ခက်ခဲလိမ့်မယ်။လူတုံးရဲ့စကားကိုကြားတဲ့အခါဝေပါလေးရဲ့နှကမ်းထောက်ကတွန့်ကွေးသွားပြီးတယောပြုံးပြုံးလိုက်တယ်။အဲဒီနောက်ဝေပါလေးရဲ့ပုံရိပ်ကလှုပ်ရှားသွားကပြောက်ကွယ်သွားပါတယ်။ဝေပါလေးကလူတုံးရဲ့ရှေ့မှာပေါ်လာခဲ့ပြီးသူ့ရဲ့လက်ကိုစန့်ထုတ်ကပါးတစ်ချက်ချထည့်လိုက်တယ်။ဝေပါလေးရဲ့ရိုက်ချက်လူတုံးရဲ့မျက်နှာထံကိုရက်စည်းတမျှအမြန်နှုံးနဲ့ပြေးဝင်သွားခဲ့ပြီးခြေလောင်တဲ့အတန်ကြီးထွက်ပေါ်လာကလူတုံးကနောက်ကိုလွင့်ထွက်သွားခဲ့တယ်။လူတုံးမှာသူ့ရဲ့ခန္ဓာကိုယ်နိဗ္ဗာန်ရွှေကိုကကာကွယ်ပေးထားလို့သာတော်တော့တယ်။သို့မဟုတ်ပါကဝေပါလေးရဲ့ရိုက်ချက်မှာသူ့ရဲ့သွားမြောက်ကျွတ်သွားစေလိမ့်မယ်။မင်းလူတုံးကသူ့ရဲ့ခန္ဓာကိုယ်ကိုပြန်လဲထိန်းညှိလိုက်ပြီးနောက်သူ့ထံကိုဖြင်းညင်းစွာလမ်းလျှောက်လာတဲ့ဝေပါလေးကိုတုံ့လောက်ဒေါသထွက်စွာနဲ့ကြည်ကပြောလိုက်ပါတယ်။ခုနကဝေပါလေးရဲ့တိုက်ခိုက်မှုမှာသူ့အနေနဲ့ပြင်ဆင်ချိန်မရလိုက်ပါဘူး။ထိုလူရဲ့ခွန်အားကအနည်းဆုံးသူနဲ့တိုက်ခိုက်ခဲ့တဲ့လင်းတုံအောက်ရောမှာမဟုတ်ပါဘူး။အဲဒီလူကအဲဒီ3ယောက်ထဲမှာအကြမ်းဆုံးလူတစ်ယောက်ပဲ။လူတုံးရဲ့စိတ်ထဲမှာတွေးလိုက်တယ်။သူ့ရဲ့ကြောပြင်မှာချွေးစည်းတွေပြန်နေပြီဖြစ်ပေမဲ့အန်တင်းတင်းကြိတ်ကအော်ပြောလိုက်တယ်။မင်းတို့ကောင်တွေကဘာရက်လုံနေရလဲ။သွားဟိုကလေးမောင်သွားဖမ်းခြင်း။အခုချိန်မှာလင်းတုံတို့ကစူးရုပ်ကိုကာကွယ်မပေးနိုင်တော့ရ။သူတို့အနေနဲ့ထိုကလေးမောင်ဖမ်းရတော့မယ်။ဒါပြင်ဆဲကြောတက်ရွယ်ကလေးမလေးကဘလောက်အစွမ်းထက်နိုင်ပါမလဲ။မင်းကငါနဲ့တိုက်ခိုက်နေရတော့အာယုံပြက်ရေးသိရပေါ့ဟမ်ဝ
ငွေပါလေးရဲ့မူရာကအိတ်ဆက်သွားပြီးရှေ့ကိုပြေးထွက်လာခဲ့တယ်။ဒါအောင်မြင်တဲ့အခါလူတုံးကနောက်ကိုအလင်းမြန်ပြန်ဆုပ်လိုက်တယ်။ဒါပေမဲ့စက္ကန့်အနည်းငယ်ခန့်ကြာတဲ့အခါပါးရိုက်တန်တစ်ချက်ထွက်ပေါ်လာပြီးလူတုံးမှထပ်မံလွင့်ထွက်သွားပြန်ပါတယ်။လှုပ်ရှားကြရအောင်နိဗ္ဗာန်အစဉ်လေးကျွမ်းကျင်သူဖြစ်တဲ့လူတုံးမှာခဏခဏပါးရိုက်ခံနေရပြီးတနာစရာချင်းတွေကိုရောက်နေအောင်မြင်တဲ့အခါလေတိန်တိုင်းအင်ပါယာလူများကအကူအညီကင်းမဲ့နေတယ်လို့ခန်းစားလိုက်ရတယ်။အဲဒီနောက်သူတို့ကတုံဆိုင်ခြင်းမရှိပဲအန်တင်းလိုက်ကြကစုရွတ်ထံပြေးဝင်သွားကြတယ်။သူတို့ထံကိုတိုးဝင်လာတဲ့လူများကိုမြင်တဲ့အခါစုခွန်ရဲ့အမူအရာကပြောင်းလဲသွားပါတယ်။သူ့ရဲ့ဘေးမှာရှိတဲ့စုရွတ်ကပြတ်သားတဲ့စိတ်နဲ့သူမရဲ့နှက်ခမ်းလေးကိုကိုက်လိုက်ကရှေ့ကိုထွက်လိုက်တယ်။ထို့နောက်သူမကအနှင်းငယ်တုံရင်နေတဲ့အတန်နဲ့ပြောလိုက်တယ်။အကိုကြီးကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ညီမသူတို့ရင်ဆိုင်လိုက်မယ်။ရုအားစုကနှင်းငယ်တုံလို့သွားတယ်။သူဘာမှမပြောနိုင်ခင်မှာပဲစုတို့ကသူမရဲ့ကြောက်စိမ့်လိုချောမွေနေတဲ့လက်ချောင်းကလေးကိုပါးစပ်နဲ့ကိုက်ဖောက်လိုက်တယ်။သူမရဲ့လက်ချောင်းထိပ်မှသွေးစည်းချောင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲနောက်သူမရဲ့လက်ကလှုပ်ရှားသွားခဲ့ပြီးထူးဆန်းတဲ့တင်ဂီတာတချို့ကိုလေထဲမှာရေးဆွဲလိုက်တယ်။သူမရဲ့လက်ချောင်းထိပ်မှသွေးတွေကအဲ့ဒီထူးဆန်းတဲ့တင်ဂီတာများထဲမှာတစ်ခုထံကိုကြားရောက်သွားတဲ့အခါမှာအစာကမှိန်ဖြော့နေခဲ့တဲ့ထူးဆန်းတဲ့တင်ဂီတာတွေကအလွန်တောက်ပလာတယ်။စုယိုရဲ့ခန္ဓာကိုယ်ပတ်လည်မှာထူးဆန်းတဲ့အစိမ်းရောင်စွမ်းရည်များရှစ်တိုင်းလာခဲ့တယ်။သူမရဲ့ပတုံးရောင်ဆန်တွေများကလီထဲမှာမျောလွင်နေပြီးလွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့အစိမ်းရောင်စွမ်းရည်များကရစ်တိုင်းလျက်ရှိအားစစ်နဲ့ဖျားများတပားအလားပင်စုယိုခေါင်းမိုးလိုက်တဲ့အချိန်မှာသူမရဲ့လှပကြောရှင်တဲ့မျက်နှာထက်မှအေးဆက်မှုတွေထွက်ပေါ်လာခဲ့တယ်။အဲနောက်စုယိုကသူမရဲ့ကြောက်စိမ့်လိုချောမွတ်တဲ့လက်ကလေးကိုဖြင်းညင်းစွာမြောက်ကလှုပ်ရှားလိုက်တယ်။ထိုစဉ်ပြင်းထန်အားကောင်းတဲ့အစိမ်းရောင်စွန့်ရင်လိုင်းတစ်ခုရုတ်တရက်ထွက်ပေါ်လာပြီးလိမ့်မြန်စွာပြန့်နှံ့သွားခဲ့တယ်။နိဗ္ဗာန်အဆင့်3ကျွမ်းကျင်သူ9ယောက်မှာနောက်ကိုလွင့်ထွက်သွားပြီးအလွန်တနာစရာအခြေအနေကိုရောက်ရှိသွားပါတယ်။ကိုကြီးလင်းတုံကိုရှင်တို့မနှောက်ယှက်နိုင်စေရအောင်။စုယိုကသူမရဲ့ခန္ဓာကိုယ်မှာအားကောင်းတဲ့အစိမ်းရောင်စွန့်ရင်များထုတ်လွှတ်ကအေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်။သူတို့ကတကွက်ထင်းနဲ့ရှုံးသွားတာပဲ။ဒိုမြင်ကွင်းကိုကြည့်ကလူတိုင်းကတပြိုင်နက်တွေးလိုက်ကြတယ်။တစ်ဖက်မှာလည်းလင်းတုံရဲ့စွမ်းအားကလူအများထင်ထားတဲ့ပိုလွန်နေခဲ့တယ်။ဒီတိုက်ပွဲကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။အဲ့ဒီချိန်မှာလေထဲမှာတိုက်ပွဲများအနေငယ်ဖြစ်ပေါ်နေပေမဲ့လူအများအာရုံစိုက်မှုခံရဆုံးမှာလင်းတုံနဲ့ဖန်ကန်းရဲ့တိုက်ပွဲပင်ဖြစ်ပါတယ်။သူတို့ထဲမှာတယောက်ရှုံးသွားတဲ့အနိုင်ရရှိသူထွက်ပေါ်လာနေမဟုတ်ပါလား။လေထဲမှာပုံရိပ်တစ်ခုကကြမ်းတမ်းပြင်းထန်စွာတိုက်ခိုက်နေကြတယ်။၎င်းတို့တိုက်ခိုက်ရမှာထွက်ပေါ်လာတဲ့ပောက်ကွဲတံများကလူအများရဲ့နားစီကိုတုံခါသွားစေကကြောင်ရွံ့မှုကိုဖြစ်ပေါ်စေပါတယ်။လင်းတုံရဲ့ခန္ဓာကိုယ်မှာထွက်ပေါ်နေတဲ့ထူးဆန်းတဲ့စွမ်းရည်များကနိဗ္ဗာန်အဆင့်ကျွမ်းကျင်သူရဲ့စွမ်းရည်များကိုပင်ဖိနှိပ်နိုင်ပါတယ်။တော်တော်ထူးဆန်းတဲ့စွမ်းအားပဲ။ဖန်ကန်းကလင်းတုံရဲ့ခန္ဓာကိုယ်ပတ်လည်မှာရစ်တိုင်းနေတဲ့မိကူးရောင်စွမ်းရည်များကြီးကတွေးလိုက်ပါတယ်။သူကလင်းတုံနဲ့တိုက်ခိုက်လိုက်တိုင်းသူ့ရဲ့တိုက်ခိုက်မှုတွေကထူးဆန်းစွာဖြင့်ပြက်ပြဲသွားခဲ့ပြီးလင်းတုံရဲ့တိုက်ခိုက်မှုတွေကရုတ်တရက်ပိုပြီးအားကောင်းလာခဲ့တယ်။ဖန်ကန်းမှာသူ့ရဲ့ထူးဆန်းစွာပျောက်ဆုံးသွားတဲ့စွမ်းအားများမှာလင်းတုံရဲ့ဆုပ်ယူခြင်းခံလိုက်ရသလိုခံစားချက်မျိုးခံစားရတယ်။ဒီကောင်တစ်ခုခုတော့တစ်ခုခုပဲတိုက်ပွဲကိုချိန်ဆွဲလို့မဖြစ်တော့ဘူး။ဖန်ကန်းရဲ့စိတ်ထဲမှာတွေးလိုက်ပြီးတော့သူ့ရဲ့မျက်နှာမူရာမှာပုံမူမဲမောင်လာခဲ့တယ်။အဲနောက်သူကအသက်ပြင်းပြင်းရှူသွင်းလိုက်တဲ့ချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာရွှန်စွမ်းရည်များကချက်ချင်းဆိုသလိုစူးပွက်လာခဲ့တယ်။ထိုအချိန်မှာသူ့ရဲ့မျက်လုံးများထဲမှာထူးဆန်းတဲ့အလင်းများထွက်ပေါ်လာကတိတ်သေးလာခဲ့တယ်။ရုတ်တရက်ကောင်းကင်ထက်မှပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့တယ်။ကောင်းကင်ထက်မှလေစင်နှမောင်းများကကောင်းကင်ထက်မှတွဲကြဆင်းသက်လာခဲ့ပါတယ်။အဲ့ဒီလေဝဲကတော့ကြမ်းတမ်းစွာတိုက်ခတ်လျက်ရှိပါတယ်။ဒိုမြင်ကွင်းကိုကြည့်ခြင်းအပြင်ဖန်ကန်းမှာအစွမ်းထက်တဲ့တိုင်းပညာအသုံးပြုကလင်းတုံကိုဖိနှိပ်ရန်ပြင်နေကြောင်းပြောနိုင်ပါတော့တယ်။လင်းတုံမင်းမသာဘလောက်ပဲစွမ်းထက်ဒီနေ့မင်းရဲ့တနာစရာကောင်းတဲ့အသက်လေးကိုငါနှုတ်ယူပြမယ်။ဖန်ကန်းကလေထဲမှာခက်ထန်စွာအော်ပြောလိုက်တယ်။သူရဲ့ခန္ဓာကိုယ်ကြီးမားတဲ့လေးစနှမောင်းလေးခုကခြံရံထားတယ်။အဝေးမှကြည့်လိုက်ရင်ထိုလေဝဲကြော်ကြီးလေးခုရဲ့ကြောင်မက်ဖွယ်အစွမ်းကိုခန်းစားမိပေလိမ့်မယ်။သူမြင်ကွင်းကိုမြင်တဲ့အခါမူလင်းကတခြားသူများရဲ့မျက်လုံးများကကျဉ်းမြောင်းသွားခဲ့ပါတယ်။ဖန်ကန်းထုတ်ပေါ်လိုက်တဲ့တိုင်းပညာကဘလောက်အစွမ်းထက်ကြောင်သူတို့သိတယ်။မဟာနှက်ဆိုးဝဲကြော်လောက်ပါ
ဖန်ကန်ရဲ့မျက်နှာထက်မှာရက်ဆက်တဲ့အပြုံးတစ်ခုထွက်ပေါ်လာပြီးသူ့ရဲ့လက်ဟန်များပြောင်းလဲသွားခဲ့တယ်။သူ့ရဲ့ရွယ်စွမ်းရည်များကိုဝဲကြော်ကြီးများလေးစနမောင်အစာတင့်တော်တယ်လို့သုံးသွားပါမယ်။အတွင်းကိုထည့်သွင်းလိုက်တဲ့ချိန်မှာလေဝဲကြော်ကြီးတွေကချောင်းမက်ဖွယ်ရအရှိန်ဝါကိုထုတ်လွှတ်ကပုံမပြင်းထန်စွာလှည့်ပတ်လာခဲ့တယ်။လေဝဲကြော်ကြီးများကရှေ့ကိုပြေးထွက်သွားပြီးကြီးမားတဲ့နတ်ဆိုးမျက်နှာကြီးတစ်ခုကလေဝဲကြော်ကြီးများထက်မှမှိန်ပြပြဖြစ်ပေါ်လာတယ်။ကြီးမားတဲ့လေဝဲကြော်ကြီးလေးခုကကောင်းကင်မှာဒေါသတကြီးဆင်းသက်လာတဲ့နဂါးတကောင်အလားသူ့ရဲ့လမ်းတစ်လျှောက်မှာရှိတဲ့အရာအလုံးကိုဖျက်ဆီးကလင်းတုံထံကိုတိုးဝင်လာပါတယ်။ဖန်ကန်ထုတ်ပေါ်လိုက်တဲ့တိုင်းပညာကအတော်အစွမ်းထက်တဲ့ဝိညာဉ်စစ်တိုင်းပညာဖြစ်တယ်။၎င်းရဲ့စွမ်းကနိဗ္ဗာန်အစဉ်လေးကျွမ်းကျင်သူများဖြစ်တဲ့မူလင်းတို့ရဲ့မျက်နှာများကိုပင်တည်ကြည်စေပါတယ်။သူတို့ပင်လည်းဖန်ကန်ရဲ့တိုက်ခိုက်မှုကိုထိတ်တိုက်ရင်ဆိုင်ရန်ခက်ခဲပေလိမ့်မယ်။လင်းတုံကခေါင်းမော်ကသူ့ထံကိုတိုးဝင်လာတဲ့လေဝဲကြော့ကြီးလေးကိုကြည့်လိုက်တယ်။အဲနောက်လင်းတုံကတူးဆန်းတဲ့လက်ဟန်များကိုလျက်စီးတမျှလှင်မြန်တဲ့အမြန်နှုံးနဲ့ပြုတ်လုလိုက်ပါတယ်။ထိုကချက်ချင်းဆိုသလိုသူ့ရဲ့ခန္ဓာကိုယ်မှအနက်ရောင်အလင်းတန်း၅ခုထွက်ပေါ်လာခဲ့တယ်။ပေါင်းစပ်လိုက်စမ်းထိုအနက်ရောင်အလင်းတန်း၅ခုကမျက်စိတမိတ်အတွင်းကြီးမားတဲ့လက်ချောင်းကြီး၅ချောင်းဖြင့်ပြောင်းလဲသွားတယ်။အဲဒီလက်ချောင်းကြီး၅ချောင်းမှပြင်းထန်ကြမ်းတမ်းတဲ့ရှေးဟောင်းအငွေ့တံများထွက်ပေါ်လျက်ရှိပါတယ်။အဲဒီနောက်ထိုလက်ချောင်းကြီး၅ခုကပေါင်းဆက်သွားပြီးကြီးမားတဲ့လက်တစ်ဖက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ထိုလက်ကြီးကအရင်တစ်ခါများနဲ့မတူပါဘူး။ထိုလက်တစ်ဖက်လုံးကမိကိုရောင်ဖြစ်ကထိုထဲမှာစမ်းကြယ်လေးနက်မှုများပါဝင်နေပါတယ်။ကြီးမားတဲ့လက်ကြီးဖြစ်ပေါ်လာတဲ့ချိန်မှာ၎င်းရဲ့ပတ်လည်ရှိဗလာနယ်ကပေါက်ကွဲထွက်သွားခဲ့ကလီယာနယ်ကတွန့်လိန်သွားပြီးအကွဲကြောင်တစ်ခုထွက်ပေါ်လာခဲ့တယ်။အဲဒီလီယာနယ်အကွဲကြောင်အတွင်းမှာပုံရိပ်တစ်ခုကဝေဝေဝဝဖြစ်တည်နေပြီးအလွန်ကိုအစွမ်းထက်တဲ့အော်ရာများကအကြောင်းအတွင်းမှစိတ်ထွက်ပြန့်နှံ့လာခဲ့တယ်။ဝိညာဉ်စင်တိုင်းပညာများစွာသောအကြည့်များကလီယာနယ်အကြောင်းအတွင်းမှဝေဝေဝဝပုံရိပ်ကိုအံ့ဩတကြီးကြည့်လိုက်ကြတယ်။လင်းတုံထုတ်ပေါ်လိုက်တဲ့ဝိညာဉ်အစဉ်တိုင်းပညာမှာအလွန်အမင်းအားကောင်းကြောင်းလူတိုင်းသတိထားမိတယ်။မဟာပြတ်သုံးခြင်းကောင်းငင်အချင်းချလက်လင်းတုံရဲ့မျက်နှာမူရာကလေးနက်နေပါတယ်။လင်းတုံကရုပ်ကြီးလက်သီးဆုပ်လိုက်တဲ့ချိန်မှာလီယာနဲ့အကြောင်းအတွင်းမှာရှိတဲ့ပုံရိပ်ကလည်းအလားတူစွာပြုတ်လုလိုက်တယ်။ချက်ချင်းဆိုသလိုဗလာနေများကတပြက်ပြက်လူလုံးထလာပြီးလေဝဲကြော့ကြီး၄ခုထံကိုဆင်းသက်သွားတယ်။၎င်းတို့ထိတွေ့သွားတဲ့အခါမှာကောင်းကင်ရဲ့မြေကြီးတစ်ခုလုံးတုန်ခါသွားတဲ့အောင်မင်းနားကန်းလူမတက်ပောက်ကွဲတန်ကြီးကဧရိယာတခွင်ပြန့်နှံ့သွားတယ်။၎င်းနဲ့အနီးနားမှာရှိတဲ့ကျွမ်းကျင်သူတချို့မှာထိုလိုင်းကြီးများရဲ့ရိုက်ခတ်မှုတံကိုဓာတ်ရိုက်ခံလိုက်ရတယ်။ချက်ချင်းဆိုသလိုသူတို့ရဲ့မျက်နှာများကဖြူရောသွားပြီးအလင်းမြတ်နောက်ဆုတ်လိုက်ကြတယ်။ငါရဲ့တိုက်ခိုက်မှုမင်းဘယ်နှကြိမ်ခံနိုင်မလဲဆိုတာကြည့်ကြတာပေါ့။သူရဲ့ဝဲကြော်လက်ဝါးကပိတ်ဆို့တားဆီးခြင်းခံလိုက်ရတာကိုမြင်တဲ့အခါဖန်ကန်းရဲ့မျက်နှာကမင်းမောင်သွားတယ်။သူရဲ့စွမ်းအားများမှာလင်းတုံရဲ့အစွမ်းတက်တဲ့ဝိညာဉ်စင်တိုင်းပညာရဲ့ဖိနှိပ်မှုခံရကချက်ချင်းဆိုသလိုဖန်ကန်းမှာအောက်စီးကိုရောက်ရှိသွားကဘလူပင်စိုးစေကမှုဖန်ကန်းမှာလင်းတုံရဲ့အစွမ်းကိုလုံးဝအထင်မသေးရတော့ဘူး။သို့မဟုတ်ပါကဒီတိုက်ပွဲမှာရှုံးနိမ့်ရမယ့်သူဟာသူဖြစ်သွားပြီလိမ့်မယ်။ဖန်ကန်းကအဲ့ဒါလိုဖြစ်ခွင့်မပေးနိုင်ဘူး။သူရဲ့တိုက်ခိုက်မှုကပိတ်ဆို့တားဆီးခြင်းခံလိုက်ရတာကိုမြင်တဲ့အခါရှေ့ကိုတလန်းလှမ်းလိုက်ကသူ့ရဲ့ခန္ဓာကိုယ်မှပြင်းထန်တဲ့ရွှန်စွမ်းရင်လှိုင်းများထွက်ပေါ်လာခဲ့ပါတယ်။အဲနောက်သူ့ရဲ့လက်ဟန်များကလင်းမြန်စွာပြောင်းလဲသွားပြီးနောက်ထပ်ကြီးမားတဲ့လေဝဲကြော့ကြီးလေးခုထပ်မံဖြစ်ပေါ်လာခဲ့ကလင်းတုံထံကိုတိုးဝင်သွားတယ်။မင်းတိုက်နိုင်တဲ့လောက်တိုက်စမ်းငါကုန်တားဆီးပြမယ်။ဖန်ကန်းရဲ့အရိုင်းဆန်တဲ့တိုက်ခိုက်မှုကိုမြင်တဲ့အခါလင်းတုံရဲ့မျက်နှာထဲမှာပြင်းပြတဲ့တိုက်ခိုက်ခြင်းစိတ်တွေလောင်ကျွမ်းလာခဲ့တယ်။အဲနောက်သူ့ရဲ့လက်ကိုစက္ကနဲ့လှုပ်ရှားလိုက်တဲ့ချိန်မှာအလွန်အားကောင်းတဲ့ပေါင်းဆက်စွမ်းအားကသူ့ရဲ့ခန္ဓာကိုယ်မှအဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။အဲနောက်၎င်းကကြီးမားတဲ့လက်ကြီးအသွင်ပြောင်းလဲသွားပြီးသူ့ထံကိုတိုးဝင်လာတဲ့လေဝဲကြော့ကြီး၄ခုထံတိုးဝင်သွားပါတယ်။ကြောင်မဲ့ဖွယ်ရစွမ်းရင်ပောက်ကွဲမှုများကထိုနေရာမှာထွက်ပေါ်လာခဲ့တယ်။ပောက်ကွဲရာမှာထွက်ပေါ်လာတဲ့စွမ်းရင်လှိုင်းများကကောင်းကင်နှံလင်းမြန်စွာပြန့်နှံ့လာတာကိုမြင်တဲ့အခါကြည့်ရှုနေတဲ့လူများရဲ့မျက်နှာတွေကပြောင်းလဲသွားတယ်။ပုံမှန်အားဖြင့်အဲ့ဒါလိုစွမ်းထက်တဲ့ဝိညာဉ်စင်တိုင်းပညာများမှာများပြားလာတဲ့ရွှန်စွမ်းရည်ပမာဏအသုံးပြုရတယ်။လက်ရှိမှာလင်းတုံနဲ့ဖန်ကန်းတို့ရဲ့တိုက်ပွဲမှာအထုပ်ထိပ်ကိုရောက်ရှိနေကြပြီဖြစ်တယ်။ဘယ်သူမှအလျှော့မပေးကြပါဘူး။
ကြောင်မက်ဖွယ်ရတိုက်ခိုက်မှုများဖြင့်ပြိုင်ဘက်ကိုတိုက်ခိုက်လျက်ရှိပါတယ်။ပြောရရင်ဖန်ကန်းရဲ့ကြီးမားတဲ့အားသာချက်ကြီးတစ်ခုရှိတယ်။သူကလင်းတုံထန်ကြင့်ကြံခြင်းအစစ်တစစ်မြင့်ပြီးနိဗ္ဗာန်အဆင့်လေးကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်။သူရဲ့ရွံစွမ်းရည်များကလင်းတုံထန်ပုံမတန့်စင်ပါတယ်။ဒီတိုင်းသာဆက်သွားပါကလင်းတုံမှာချိန်ကြာလာတဲ့အမျှအောက်စီးကိုရောက်ရှိသွားနိုင်တယ်။မှန်ပါတယ်။ထိုเจ้าရာကတခြားကြင်ကြံသူများအတွက်ဆိုရင်တော့မှန်ပြီလိမ့်မယ်။ဒါပေမဲ့လင်းတုံလိုဝါမျိုးချင်းဘိုးဘေးတင်ဂီတာရှိတဲ့သူအတွက်တိုက်ပွဲတွင်စွန့်ရင်ပြက်လက်မဲ့အရေးကိုတွေးပူနေစရာမလိုပါဘူး။လင်းတုံနဲ့ဖန်ကန်တို့ရဲ့တိုက်ပွဲကအထုပ်ထိပ်ကိုရောက်နေတယ်လို့တစ်ဖက်မှာမိတောက်ကလေးနဲ့မန်လီတို့ရဲ့တိုက်ပွဲရလဲစတင်ကလေးကပြင်းထန်ကြမ်းတမ်းလျက်ရှိပါတယ်။အနက်ရောင်တတုတုံချောင်းနဲ့ကြီးမားတဲ့တူကြီးတစုံတို့မှာလေထဲမှာအရိုင်းဆန်စွာတိုက်ခိုက်လျက်ရှိပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတိုင်းမှာသမုဒ္ဒရာများကိုခန်းချောက်စေပြီးတောင်များကိုပင်ပြိုကွဲသွားနိုင်တယ်။ထော်တော်ကြိုင်ကြိုင်လူနှစ်ယောက်ကလေထဲမှာအရိုင်းဆန်စွာတိုက်ခိုက်လျက်ရှိပြီးသူတို့ရဲ့တိုက်ခိုက်မှုတိုင်းမှာပြင်းထန်ကြမ်းတမ်းတဲ့စွမ်းရည်လိုက်များထွက်ပေါ်လျက်ရှိပါတယ်။ယခုကသူတို့ရဲ့လက်ချက်ကြောင့်ကြီးမားတဲ့တပ်ပင်များဖြင့်ပြည့်နှက်နေတဲ့တောအုပ်ကြီးမှာကွင်းပြင်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားတယ်။ဖုံမုံဖြစ်ပြောင်းလဲသွားတာကြောင့်ဖြစ်ပါတယ်။အရိုင်းဆန်စွာအတော်ကြာတိုက်ခိုက်ပြီးနောက်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာကနှစ်ယောက်စလုံးမှာနောက်ကိုစီဆုပ်လိုက်ကြပြီးမြေပြင်ပေါ်ပြင်းထန်စွာဆင်းသက်လိုက်ရတယ်။၎င်းတို့ဆင်းသက်ရာနေရာမှာမီတာ100ခန့်နဲ့ဆိုင်တဲ့အကြောင်းကြီးတစ်ခုချမ်းရစ်ထားခဲ့တယ်။မန်လီယာခတ်ထန်တဲ့မျက်နှာထားနဲ့မြေပြင်ပေါ်ဆင်းသက်လိုက်ပြီးနောက်ပါဇက်ပြေသွေးတလုံးအန်ထုတ်လိုက်ပါတယ်။နာကျင်မှုများကသူ့ရဲ့ခန္ဓာကိုယ်ထက်မှတလိမ့်လိမ့်တက်လာတယ်။ပြီးခဲ့တဲ့တိုက်ခိုက်မှုမှာမီးတောက်ကလေးမှာမန်လီရဲ့ကြမ်းတမ်းတဲ့ရိုက်ချက်ဆဲချက်ထက်မနဲ့ရိုက်ခံလိုက်ရတယ်။ထို့သူတစ်ချိန်တည်းမှာပဲမန်လီမှာလည်းမီးတောက်ကလေးရဲ့ရိုက်ချက်ဆဲချက်ထက်မနဲ့အရိုက်ခံလိုက်ရပါတယ်။ဒါပေမဲ့မီးတောက်ကလေးရဲ့ခန္ဓာကိုယ်မှကြောင်းမပွေရကောင်းလောင်တန်မာလှတယ်။မန်လီရဲ့တိုက်ခိုက်မှုကပြင်းထန်တော့လဲမီးတောက်ကလေးကိုသူထင်မှတ်ထားသလောက်မတက်ရောက်ခဲ့ပါဘူး။မင်းကဒီကမင်းပပနဲ့လာပြီးတော့ကစားရဲတယ်ပေါ့။အေးကောင်းမယ်။ဒီကမင်းပပကမင်းသိတဲ့အထိအတူကစားပေးမယ်။မန်လီရဲ့မျက်နှာကပုံမခတ်ထန်ကနတ်မောင်လာခဲ့တယ်။မိတောက်ကလေးကသူ့ကိုဒီချိန်လေးထိတွန်းအားပေးရတဲ့အတွက်မန်လီရဲ့စိတ်ချိန်တွေကမကောင်းတော့ဘူး။မန်လီကသူ့ရဲ့ရှောင်တက်လိုက်ပြီးရုပ်ကြီးဆိုသလိုရှေ့ကိုလှမ်းလိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာကြွက်သားများကထူးဆန်းစွာနဲ့စတင်တုန်ခါလာခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့ခြေထောက်မှအလွန်ပြင်းထန်တဲ့စွမ်းရည်လှိုင်းများထွက်ပေါ်လာခဲ့တယ်။အဲဒီအချိန်မှာမန်လီရဲ့ပတ်လည်မှာရှိတဲ့မြေပြင်မှာပြင်းထန်စွာစတင်တုန်ခါလာခဲ့ပါတယ်။မြေပြင်ကအလွန်တုန်ခါလာကမန်လီရဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာအကြောင်းများဖြစ်ပေါ်လာခဲ့တယ်။ငလင်တစ်ခုလှုပ်တယ်လို့ပဲမဟာငလင်လှိုင်းမန်လီယာရှေ့ကိုခြေတလန်းလှမ်းလိုက်ပြီးခက်ထန်စွာအော်လိုက်တယ်။ထို့နောက်သူဟာသူ့ရဲ့ခန္ဓာကိုယ်ကွင်းညွတ်ကမြေကြီးပေါ်လက်သီးတစ်ချက်ပစ်ထုတ်လိုက်ပါတယ်။ကြီးမားတဲ့မြေကြီးအပိုင်းစားတစ်ခုကလေထဲကိုမြှောက်တက်လာပြီးမန်လီရဲ့လက်သီးချက်များအောက်မှာကြီးမားတဲ့အကြောင်းကြီးကမြေပြင်ထက်မှလျင်မြန်စွာဖြစ်ပေါ်လာခဲ့တယ်။လမ်းတစ်လျှောက်မှာရှိတဲ့ပင်ကြီးတွေကတဝုံဝုံနဲ့လဲပြိုကျသွားကြပါတယ်။မြေအကြောင်းကြီးရဲ့နှုံးကအလွန်မြန်ဆန်တယ်။မျက်စိသမိတ်အတွင်း၎င်းကမီးတောက်ကလေးနဲ့10 မီတာကွာရောက်ရှိသွားပါတယ်။အဲဒီနောက်မရေတွက်နိုင်တဲ့ကြောက်တုံးအပိုင်းအစပြက်များကတည်စီနိုင်လောက်တဲ့ရှိန်နဲ့အကြောင်းကြီးအတွင်းမှာပြေးထွက်လာပါတယ်။ထိုအချိန်မှာထိုးကြောက်တုံးများကကြီးမားတဲ့မွေးဟောက်တစ်ကောင်အလားပြောင်းလဲသွားကမီးတောက်ကလေးရဲ့ရှင်ဘက်ထံကိုအံ့အားသင့်စရာအမြန်နှုံးနဲ့ပြေးဝင်သွားခဲ့ပါတော့တယ်။မီးတောက်ကလေးကနောက်ကိုဆုပ်လိုက်ကသူ့ရဲ့နောက်မှာရှိတဲ့မီတာရာပေါင်းများစွာမြင့်တဲ့ကြီးမားတဲ့တစ်ပင်ကြီးများကိုစက္ကနဲ့ဆွဲကင်လိုက်ပြီးတိုးဝင်လာတဲ့ကြောက်တုံးများထံကိုပြစ်လွတ်လိုက်ရာခက်အုပ်ကျေလောင်တန်ပောက်ကွဲတန်တစ်ခုထွက်ပေါ်လာခဲ့ပါတော့တယ်။ထိုမြင်ကွင်းကိုမြင်တဲ့အခါတင်းမာနေရဲ့မန်လီရဲ့မျက်နှာထံမှာရက်ဆက်တဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့သူ့ရဲ့မျက်စိရှေ့မှာမြင်ကွင်းကြောင့်ထိုပြုံးမှာကြကြပဲမခံလိုက်ပဲသူ့ရဲ့မျက်လုံးမှာပြူးကျဲသွားတယ်။ဘာလို့လဲဆိုတော့မိတောက်ကလေးမှာလေထဲမှာပြင်းညံ့စွာဆင်းသက်လာတာကြောင့်ဖြစ်ပါတယ်။ထိုမြင်ကွင်းမှာမြင်ရတဲ့သူတိုင်းကိုအကြောက်တရားနဲ့တုန်ခါစေတယ်။မင်းလိုပေါက်မွားတကောင်မသိဘူးပဲ။မိတောက်ကလေးကသူ့ရဲ့အားကောင်းတဲ့တိုက်ခိုက်မှုကြောင့်မိသည့်တရားမှမရတာကိုမြင်တဲ့အခါမန်လီရဲ့မျက်နှာကပုံမတုံမုံလာခဲ့တယ်။အဲနောက်သူကမြေပြင်ပေါ်ကိုနောက်တစ်ကြိမ်လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာနောက်ထပ်အကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲနောက်၎င်းကမိတောက်ကလေးစီကိုတိုးဝင်သွားခဲ့ပါတော့တယ်။မြေပြင်ကအကွဲသွားခဲ့ပြီးကြောင်မက်ဖွယ်ရစွမ်းရည်တွေတည်ဆောင်ထားတဲ့
ကြောက်တုံးများဖြင့်ဖွဲ့စည်းထားတဲ့ကြီးမားတဲ့မွေးဟောက်ကြီးမှာမိတောက်ကလေးကိုမျိုးချလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာကြီးမားတဲ့ကြောင်မွေးဟောက်ကြီးမှာအနက်ရောင်ပုံရိပ်ထံမှထွက်ပေါ်လာတဲ့ကြီးမားတဲ့ကြားနဲ့တကောင်ရဲ့လက်သေးချက်ကြောင့်ပြတ်ထွက်သွားပါတယ်။ကြီးမားတဲ့ကြားနဲ့လက်သေးမှာကြောင်မွေးဟောက်ကြီးကိုတစ်ချက်တည်းနဲ့စုပ်ပြေးပြစ်လိုက်ပါတော့တယ်။ကြားလက်သေးရာကြီးမှာထွက်ပေါ်လာတဲ့ကြောင်မက်ဖွယ်ရစွမ်းအားကကြောင်မွေးဟောက်ကြီးကိုချက်ချင်းပောက်ကွဲသွားစေလိုက်တယ်။ဘာထိုမြင်ကွင်းကိုမြင်တဲ့အခါမန်လီရဲ့မျက်နှာမူရကလုံးဝပြောင်းလဲသွားပါတယ်။မိတောက်ကလေးရဲ့လက်နှစ်ဖက်ကလည်းကြားလက်နဲ့နှစ်ဖက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။သူရဲ့မိတောက်ကလေးများရဲ့လက်မောင်းများအတွင်းမှာသွေးကြောများကကြမ်းတမ်းပြင်းထန်တဲ့စွမ်းရည်များတရှိန်ရှိန်နဲ့ထွက်ပေါ်လျက်ရှိပါတယ်။ဒါကကြီးမားတဲ့ကြားလက်သေးနှစ်ခုမြင်တဲ့အခါမန်လီရဲ့မျက်လုံးများကပြုတ်ကျသွားခဲ့တယ်။အဲဒါသူဘာမှမပြောနိုင်သေးမီမိတောက်ကလေးကသူ့ရဲ့ကြားလက်သေးကိုစုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့လက်သေးများကအနီရောင်တန်းလာပြီးတောက်ပလာကတက်ဖြတ်ခြင်းငွေ့တက်များထွက်ပေါ်လာခဲ့တယ်။အိမ်နောက်မန်လီထံကိုညတာကင်းမဲ့စွာထိုးလိုက်ပါတော့တယ်။ကလန်မိတောက်ကလေးရဲ့လက်သီးချက်ကမန်လီရဲ့ရှင်ဘက်ပေါ်ကျရောက်သွားတဲ့ချိန်မှာတထူချင်းထိခတ်တန်တစ်ခုကခြေလောင်စွာထွက်ပေါ်လာခဲ့တယ်။ကံကောင်းစွာနဲ့မန်လီမှာနိဗ္ဗာန်ဆင့်လေးရဲ့နိဗ္ဗာန်ရွှေကိုပိုင်ဆိုင်ထားခဲ့တယ်။သို့မဟုတ်ပါကမန်လီရဲ့ရှင်ဘက်ကိုဖောက်ထွက်သွားပြီလိမ့်မယ်။မန်လီကအားကောင်းတဲ့နိဗ္ဗာန်ရွှေဆိုင်ကိုမိတောက်ကလေးရဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်လိုက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်မှာနောက်ကိုလွင့်ထွက်သွားပြီးပါးစပ်မှာသွေးတစ်လုံးကိုအန်ထုတ်လိုက်ရတယ်။ထိုမြင်ကွင်းကိုမြင်တဲ့အခါကြည့်ရှုနေသူလူတိုင်းအံ့အားသင့်သွားကြပါတယ်။မိတောက်ကလေးနဲ့မန်လီရဲ့ကြားထဲမှာတိုက်ပွဲကအတော်ပင်ရိုးရှင်းကအရင်ဆန်တယ်။သူတို့ကခြေလက်မြောက်သုံးကတယောက်နဲ့တယောက်ထိုးနှက်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။တကယ်လို့အဲ့ဒီလက်သီးချက်များသာသူတို့ပေါ်ကျဆင်းလာပါကလက်သီးတစ်ချက်သေးနဲ့ပင်သွေးမြူဖြစ်ပြောင်းလဲသွားမည်ဖြစ်ကြောင်းလူတိုင်းသိကြတယ်။ဒီလင်းရံကတကယ်ကိုကြမ်းတာပဲ။မူလေးနဲ့တခြားသူများမှာမန်လီကဘလောက်ကြမ်းကြောင်သိကြတယ်။ဒါပေမဲ့သူတို့မှမိတောက်ကလေးနဲ့မန်လီကြားမှာတိုက်ပွဲကိုမြင်ပြီးလီအေးများရှိုက်သွင်းမိလိုက်ကြတယ်။သူတို့ရဲ့မျက်နှာတွေကပုံမူတည်ကြည်သွားကြတယ်။ယခုကမှလည်းလင်းတုံတို့သုံးမှနိဗ္ဗာန်အစဉ်လေးကျွမ်းကျင်သူများနဲ့ရှင်ပြန်နေကြောင်းသူတို့သိရှိသွားပြီဖြစ်ပါတယ်။တကယ်လို့သူတို့သုံးယောက်သာနိဗ္ဗာန်အစဉ်လေးကျွမ်းကျင်သူများဖြစ်သွားပါကသူတို့ရဲ့ခွန်အားကထိပ်သီးအင်ပါယာများထပ်ပင်တာလွန်သွားပြီလိမ့်မယ်။ထိုချက်ကိုတွေးမိကြတဲ့အခါမူလင်းနဲ့တခြားလူများကခါသက်စွာပြုံးလိုက်ကြတယ်။သူတို့မှထိပ်သီးအင်ပါယာများကြားထဲမှာအထူးကျွံဆုံးလူများမဟုတ်ပေမဲ့သူတို့ရဲ့အခြေခံများကတခြားအင်ပါယာများထက်ပိုမိုခိုင်မာအားကောင်းပါတယ်။ဒါပေမဲ့အစစ်နဲ့အင်ပါယာမှလာတဲ့သူများမှာသူတို့ကိုလုံးဝဖျက်ကျော်သွားခဲ့တယ်။သူတို့ပြသခဲ့တဲ့စွမ်းအားများကမူလင်းတို့ရဲ့စိတ်ကိုမတိမငြိမ်ဖြစ်ပါတယ်။လူတုံးတော့တော်တော်တနာဖို့ကောင်းနေပြီ။ရုတ်တရက်မူဟန်ရွေးကညှင်သာစွာပြောလိုက်ပါတယ်။မူလင်းကလည်းခက်လန်းလန်းမှရှိတဲ့တောအုပ်ကြီးကိုကြည့်ကခါသက်စွာနဲ့ရီမောလိုက်တယ်။မူလင်းတို့နဲ့ခက်လန်းလန်းနေရမှာပုံရိပ်တစ်ခုကသဲအိတ်တစ်လုံးအလားအားရပါရထိုးနှက်ခံနေရပါတယ်။လူတုံးမှာလေးတိန်တိုင်းအင်ပါယာမှာနိဗ္ဗာန်ဆင့်လေးကျွမ်းကျင်သူတယောက်ဖြစ်ပေမဲ့ယခုမှတော့ချောမောတဲ့လူရဲ့လက်ထဲမှာပြန်လဲပင်မခုခံနိုင်ပဲအရိုက်ခံနေရပါတယ်။သူ့ပြိုင်ဘက်ကစိတ်တူနေပုံရတယ်။မူလင်းကတပ်ပြင်းချကပြောလိုက်တယ်။လေးတိန်တိုင်းအင်ပါယာမှာတဖြည်းဖြည်းနဲ့ရေးနှိမ်လာကြပြီ။ဘာလို့လဲဆိုတော့လင်တုံးတို့အုပ်စုရဲ့ထုတ်ဖော်ပြလိုက်တဲ့စွမ်းအားတွေကအလွန်မင်းကျန်းနေရကြောင်းဖြစ်ပါတယ်။ဖန်ကန်ကတဖြည်းဖြည်းနဲ့အောက်စီကိုရောက်လာပြီးပုံရိပ်နှစ်ခုကခေါင်းမော့ကကောင်းကင်ထက်မှတိုက်ပွဲကိုကြည့်ပြီးတော့ရေရွတ်လိုက်ကြတယ်။အဲဒီတိုက်ပွဲမှာအလွန်မင်းကျန်းနေပါတယ်။ဖန်ကန်ကဝိညာဉ်စင်တိုင်းပညာကိုထုတ်ဖော်တိုက်ခိုက်ပေးမဲ့သူ့ရဲ့ဝိညာဉ်စင်တိုင်းပညာမှာလင်တုံးရဲ့ဝိညာဉ်စင်တိုင်းပညာကိုကျော်လွှားနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့မူဟန်ယူကမျက်မှောင်ကျုပ်ကပြောလိုက်တယ်။ဖန်ကန်မှာဝက်ဖဲတစ်ခုရှိနေသေးရဲ့လေ။ထိုစကားကိုကြားတဲ့အခါမူလင်းရဲ့မျက်နှာမူရာကပြောင်းလဲသွားပါတယ်။ရခိုးချိန်ထိဖန်ကန်မှာကောင်းငင်အစစ်စိတ်ဝိညာဉ်မော်ရတနာကိုထုံမသုံးရသေးမို့လား။တကယ်လို့ကောင်းငင်အစစ်စိတ်ဝိညာဉ်မော်ရတနာနေဆိုတာကလင်တုံးမှာထိုစွမ်းအားကိုတောင့်ခံနိုင်လိမ့်မှာမဟုတ်ပါဘူး။လေထဲမှာပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီးအဲ့ဒီထွက်ပေါ်လာတဲ့ပေါက်ကွဲအားကြောင့်လင်တုံးနဲ့ဖန်ကန်မှာနောက်ကိုစီစုပ်လိုက်ကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတင်းညင်အောင်ထိန်းညှိလိုက်အသက်ကိုဖုတ်လိုက်ရှူလိုက်ကြတယ်။ထိုအခိုက်မှာသူတို့ရဲ့မျက်နှာတွေကဖြီးရောနေပြီးသူတို့ကြည့်ရတာကပြီးခဲ့တဲ့တိုက်ခိုက်မှုမှာသူတို့ကိုခြေကုံလက်ပံကျသွားစေပုံရပါတယ်။ဖန်ကန်ကသူ့ရဲ့နှကန်းတောက်တွေပေးနေတဲ့သွေးစည်းကြောင်တစ်ခုတုပ်လိုက်ပြီးသူ့ရဲ့မျက်နှာထက်မှာ
ကောက်ကျစ်ရက်ဆက်တဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲနောက်ဖန်ကန်ရဲ့မျက်လုံးများကလှုပ်ရှားသွားပြီးအကွဲသောလေတံနဲ့ပြောလိုက်တယ်။မင်းရဲ့အစွမ်းတွေကိုဒီလောက်ထိရှို့ထားလိမ့်မယ်လို့ငါမထင်ထားဘူး။ဘယ်လိုလဲ။တမ်းမဏိပြားကိုကံမိတဲ့ခံစားချက်ကကောင်းတယ်မလား။လင်တုံးကနှာခေါင်းရှုပ်ကသူ့ရဲ့လက်ကိုဖြေလျှော့ရင်းနဲ့ပြောလိုက်ပါတယ်။မင်းကနည်းနည်းလေးအစွမ်းထက်ပေမဲ့ကိုတမ်းမဏိပြားလို့ခေါ်ပြီးအထင်ကြီးနေကောင်းမယ်။ဖန်ကန်ရဲ့မျက်လုံးတွေကရေခဲတမျှအေးဆက်သွားပြီးပြောလိုက်ပါတယ်။အဲနောက်သူကဖြင်းညင်းစွာလှုပ်ရှားလိုက်ရင်ပြောလိုက်တယ်။အစားကတော့ငါကဒါကိုသုံးစရာမလိုတော့ဘူးလို့တွေးထားတာ။ဒါပေမဲ့မင်းကအသက်ရှင်နေသေးရဲ့ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီနေ့မင်းရဲ့အသက်ကိုငါယူရမှာပဲ။ဖန်ကန်ရဲ့မျက်လုံးထဲမှာရက်စက်မှုတွေဖြတ်ပြေးသွားပြီးချက်ချင်းဆိုသလိုသူ့ရဲ့လှုပ်ရှားလိုက်တဲ့အချိန်မှာကောင်းကင်အစင်အငွေ့သက်တွေဖုံးလွှမ်းနေတဲ့တောက်ပါတဲ့စိတ်ဝိညာဉ်မှော်ရတနာတစ်ခုကသူ့ရဲ့လက်အတွေ့ထွက်ပေါ်လာခဲ့ပါတယ်။အနက်ရောင်တထုပြားလေးထွက်ပေါ်လာတာကိုမြင်တဲ့အခါကြည့်ရှုနေတဲ့လူများရဲ့မျက်လုံးများထဲမှာအံ့အားသင့်မှုများထွက်ပေါ်လာခဲ့ပါတယ်။ဖန်ကန်မှာနောက်ဆုံးမှာသူ့ရဲ့ဝက်ဖေးဖြစ်တဲ့ကောင်းကင်အစင်စိတ်ဝိညာဉ်မှော်ရတနာကိုထုတ်သုံးလာလေပြီ။ကောင်းကင်ထက်မှာအနက်ရောင်အလင်းတစ်ချက်လက်သွားပြီးအနက်ရောင်တထုပြားလေးတစ်ခုကဖန်ကန်ရဲ့လက်ဖွားထက်မှာရုပ်တရက်ထွက်ပေါ်လာပြီးမျောလွင်းလျက်ရှိပါတယ်။ကောင်းကင်တုံဟိငကနက်စီဖန်ကန်ကနောက်ဆုံးမှာသူ့လေးလံပွဲမှာအနိုင်ရခဲ့တဲ့ကောင်းကင်အစင်စိတ်ဝိညာဉ်မော်ရတနာကိုထုတ်လာကြပြီ။နောက်ဆုံးတော့သူကဒါကိုထုတ်သုံးလာပြီပဲ။ဖန်ကန်ရဲ့ပြုမှုမြင်တဲ့အခါခက်လန်းလန်းတစ်ဖက်မှာတိုက်ပွဲကိုကြည့်နေတဲ့မူလေးရဲ့မျက်နှာပြောင်းလဲသွားကရေရွတ်လိုက်ပါတယ်။ကောင်းကင်အစင်စိတ်ဝိညာဉ်မော်ရတနာကိုင်ဆောင်ထားတဲ့နိဗ္ဗာန်အစင်လေးကျွမ်းကျင်သူတယောက်ကိုလုံးဝအထင်သေးလို့မရပါဘူး။လင်တုံးမှာနိဗ္ဗာန်အစင်သုံးတဲ့နိဗ္ဗာန်အစင်လေးကျွမ်းကျင်သူတယောက်ကိုဒီချိန်နေထိတွန်းပို့နိုင်ပေမဲ့ကောင်းကင်အစင်စိတ်ဝိညာဉ်မော်ရတနာကိုင်ဆောင်ထားတဲ့နိဗ္ဗာန်အစင်လေးကျွမ်းကျင်သူတော့ရဲဆိုင်ရလွယ်ကူတော့မှာမဟုတ်ပါဘူး။ဒီလူတွေကအကုန်လုံးကကောင်းကင်အစင်နိဗ္ဗာန်စီးတစိမ့်ရဖို့အကောင်အရေးချင်းပြည့်မီနေတဲ့သူတွေပဲ။သူတို့ကသူတို့ရဲ့ခွန်အားဖုံးကွယ်ထားကြတာ။မူလင်းကလင်တုံးတို့အုပ်စုကြည့်လိုက်ပြီးခါတက်စွာပြောလိုက်တယ်။သူကလင်တုံးတို့အပေါ်အထင်မသေးဘူးပေမဲ့ရွေးချယ်စရာမရှိပဲသူတို့ကိုရှော့တွက်မိတာကိုဝန်ခံရမယ်။တကယ်လို့သူတို့သာလေတိန်တိုင်းအင်ပါယာကိုအနားယူနိုင်ခဲ့ရင်အလဲပိုင်းဒေသတစ်ခုလုံးကိုလှုပ်ခါနိုင်လိမ့်မယ်။မူခံယူရဲ့အမူအရာကလည်းအနေငယ်ရှုပ်ထွေးလျက်ရှိကပြောလိုက်ပါတယ်။အစစ်နှိပ်အင်ပါယာတစ်ခုမှထိပ်သေးအင်ပါယာတစ်ခုအနားယူခြင်းဒါကအင်ပါယာတရားစက်ပွဲတစ်လျှောက်မှာအလွန်ကိုရှားပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။သူမအနေနဲ့အမြဲတစေအေးဆက်ဆက်နဲ့တီငိမ့်ငိမ့်နေတတ်ပြီးရှေခဲဘယမဆိုပြီးတော့ခေါ်ဝေါ်နေကြပေမဲ့ယခုခါမှာတော့သူမရဲ့မျက်နှာထက်မှာတည်ငြိမ်မှုများမရှိတော့ပဲတုံလုံးမှုများဖြစ်ပေါ်နေပြီဖြစ်ပါတယ်။လေတိန်တိုင်းအင်ပါယာကထိပ်သေးအင်ပါယာတွေထဲမှာလက်ရွေးစင်မှုပေမဲ့သူတို့ကလုံးဝအားမနေတဲ့သူတွေပဲ။တကယ်လို့လင်တုံးတို့သာသူတို့ကိုအနားယူနိုင်မယ်ဆိုရင်အလဲပိုင်းဒေသကိုမလောက်ခနိုင်ကမှထူးဆန်းနေအောင်ပဲ။မူလင်းကခေါင်းမော်ကကောင်းငင်ထံမှာပုံရင်းနှစ်ခုကြည့်ရင်ထပ်ပြောလိုက်တယ်။ဒါကလင်တုံးနေနဲ့ဖန်ကန်ရဲ့နောက်လာမဲ့တိုက်ခိုက်မှုကိုခုခံနိုင်မခုခံနိုင်ပေါ်မူတည်သွားပြီ။ကောင်းငင်အဆင့်စိတ်ဝိညာဉ်မော်ရတနာရဲ့အစွမ်းကလုံးဝအထင်သေးလို့မရအောင်။လေထဲမှာအနက်ရောင်အလင်းများကဖြင်းညင်းစွာဖြန့်ကျက်လျက်ရှိပြီး၎င်းကြောင့်နေချင်းရောင်ကောင်းငင်ကြီးပင်ပြောင်းလဲလာခဲ့တယ်။ထို့နောက်တထုပြထွက်ပေါ်လာတဲ့ချိန်မှာလင်တုံးရဲ့မူရာကတည်ကြည်သွားပါတယ်။ထိုအနက်ရောင်တထုပြထက်မှအလွန်အားကောင်းတဲ့အန်ဒီရဲ့အငွေ့သက်ကိုလင်တုံးရပါတယ်။နိဗ္ဗာန်စေလုံးတန်းချီတန်တဲ့စိတ်ဝိညာဉ်မော်ရတနာကိုကိုင်ဆောင်သူဟာသူ့ထက်အစစ်မြင့်တဲ့ကျွမ်းကျင်သူများစိန်ခေါ်နိုင်ပါတယ်။ယခုကဖန်ကန်းမှာအစကတည်းကလင်တုံးထက်ကျင့်ကြံခြင်းမြင်ပြီးသားဖြစ်ရာလက်ရှိလင်တုံးရဲ့ခြေနေကမတွေးဝင်စရာပဲ။အစကငါ့ဒါကိုအသုံးပြုဖို့အစီအစဉ်မရှိဘူး။ဒါပေမဲ့မင်းကငါခက်မှန်းတာချက်ပို့ပြီးတော့အားကောင်းနေခဲ့တယ်လေ။ဖန်ကန်းရဲ့မျက်နှာကခက်ထန်လျက်ရှိပါတယ်။အဲနောက်သူကလင်တုံးကိုတက်ဖြတ်ခြင်းစိတ်ပြည့်နဲ့နေတဲ့မျက်လုံးများဖြင့်ကြည့်လိုက်ပါတယ်။ကောင်းငင်အစင်စိတ်ဝိညာဉ်မော်ရတနာကြောင့်တည်ရတာမင်းအတွက်ခုံယူစရာပဲ။ဖန်ကန်းကရုပ်ကြီးရှေ့ကိုလှမ်းလိုက်တယ်။သူကလင်တုံးတို့နည်းနည်းလေးမှခုခံခွင့်မပေးပါဘူး။သူ့ရဲ့လက်ကိုဆုပ်လိုက်ပြီးတော့အနက်ရောင်တထုပြအတွင်းကိုသူ့ရဲ့ခနာကိုမှရွှန်စွဲရည်များကိုစက်တိုက်ထည့်သွင်းလိုက်ပါတယ်။ရွှန်စွဲရည်များကတဝူးဝူးနဲ့ကောင်းငင်အစင်စိတ်ဝိညာဉ်မော်ရတနာအတွင်းကိုစီးဝင်သွားတယ်။ထိုအခါအနက်ရောင်တထုပြမျက်နှာပြင်ထက်မှရိတ်ခွေနေတဲ့နှကားပုံရဲ့ပိတ်ထားတဲ့မျက်လုံးများမှာဖြင်းညင်းစွာပွင့်လာခဲ့တယ်။ဒူးနှကားရဲ့မျက်လုံးများပွင့်လာတဲ့အချိန်မှာအလွန်အစွမ်းထက်တဲ့စွန့်ရင်လှိုင်းများထွက်ပေါ်လာပြီးကောင်းငင်ထက်မှမုံတိုင်းတိမ်တိုင်များစတင်စူးစီးလာကြတယ်။ငကနဲ့ဟင်းတန်ဖန်ကန်းကအေးဆက်ခတ်ထန်တဲ့မျက်နှာသားနဲ့လင်တုံးကိုကြည့်လိုက်ပြီး
တပ်ဖြတ်ခြင်းစိတ်အပြည့်နဲ့အော်ဟစ်လိုက်ပါတယ်။သူ့ရဲ့လက်ဟက်များကပြောင်းလဲသွားပြီးငကနဲ့ရဲ့ပါးစပ်ကရုပ်ကြီးပွင့်လာခဲ့တယ်။အဲ့နောက်၎င်းကကောင်းကင်ဘုံ60မှဆင်းသက်လာတဲ့နဂါးတစ်ကောင်ထံမှပြင်းထန်ကြမ်းတမ်းတဲ့စွမ်းအားအပြည့်နဲ့နဂါးဟင်းတန်တစ်ခုပြုလုပ်လိုက်ပါတယ်။အဖြက်စီးစွဲရည်များဖြင့်ပြင်းနှက်လျက်ရှိတဲ့နဂါးဟင်းတန်တစ်ခုကအနက်ရောင်တတ်ထုပြတတ်ရှိနဂါးပွန်ရဲ့ပါးစပ်အတွင်းမှထွက်ပေါ်လာခဲ့ပါတော့တယ်။ထိုအတန်လိုင်းကလင်းမြန်စွာပြန့်နှံ့သွားပြီး၎င်းရဲ့လမ်းကြောင်းမှာရှိတဲ့အရာအလုံးကိုတိုက်စားသွားတယ်။မီတာရာပေါင်းများစွာမြင့်မားတဲ့တပင်ကြီးများမှာဘန်ကနေပေါက်ကွဲသွားကြပြီးအပိုင်းမှအဆဆဖြစ်သွားတယ်။ထိုအတန်လိုင်းကသူ့လမ်းကြောင်းမှာရှိတဲ့တောတစ်ခုလုံးကိုအပြောင်းရှင်းပြလိုက်ခြင်းဖြစ်ပါတယ်။ကောင်းကင်အစဉ်စိတ်ဝိညာဉ်မော်ရတနာရဲ့အစွမ်းကကြောက်မက်ဖွယ်ရပင်သူ့တန်ကိုလင်းမြန်စွာတိုးဝင်လာတဲ့အတန်လိုင်းမြောက်ကြီးကလင်းတုံးရဲ့မျက်လုံးများကကျဉ်းမြောင်းသွားပါတယ်။သူကအလင်းမြနောက်ဆုတ်လိုက်ကလက်ဝါးချက်တစ်ချက်ဖော်ထုတ်လိုက်ပြီးအတန်လိုင်းကိုတားဆီးရန်ကြိုးပမ်းလိုက်တယ်။မင်းကိုမင်းထင်ကြီးနေရပဲ။လင်းတုံးကဝိညာဉ်စင်တိုင်းပညာကိုဖော်ထုတ်ပြီးနိဗ္ဗာန်အစဉ်လေးကျွမ်းကျင်သူတစ်ယောက်ထုတ်ဖော်တိုက်ခိုက်လိုက်တဲ့ကောင်းကင်အစဉ်စိတ်ဝိညာဉ်မော်ရတနာရဲ့အစွမ်းကိုရင်ဆိုင်ရန်ကြိုးပမ်းနေအောင်မြင်တဲ့အခါဖန်ကန်းကနှာခေါင်းရှုပ်ကပြောလိုက်တယ်။လင်းတုံးကြောင့်ထိုးရကိုလွယ်လွယ်နဲ့ရက်တက်နိုင်လိမ့်မလဲ။ထိုအချိန်မှာရှေးဟာအငွေ့တက်များပြည့်နေနေတဲ့လက်ဝါးကြီးနဲ့အနက်ရောင်အတန်လိုင်းကပြင်းထန်စွာထိတွေ့သွားကြပြီးလက်ဝါးကြီးမှာထောပတ်တထုံးကိုဓာပူပူဖြင့်ပိုင်းဖြတ်ခံလိုက်ရတယ်လို့တီကနေဓာတ်ရိုက်ပိုင်းဖြတ်ခြင်းခံလိုက်ရတယ်။အနက်ရောင်အတန်လိုင်းကသူ့ရဲ့တိုက်ခိုက်မှုကိုအလွယ်တကူခြေပြက်လိုက်တောင်မြင်တဲ့အခါလင်းတုံးရဲ့အမူအရာကပြည့်ရင်းသွားခဲ့တယ်။မဟာပြတ်သုံးခြင်းကောင်းကင်အချင်းချလက်တိုင်းကဒီလိုလွယ်လွယ်ကူကူဖြည့်ဆည်းခံလိုက်ရခြင်းကဒီတစ်ချိန်ကပထမဆုံးဖြစ်ပါတယ်။ကောင်းကင်အစဉ်စိတ်ဝိညာဉ်မော်ရတနာကစောင့်ရမ်းကြမ်းလွန်းတယ်။ထိုအခါအနက်ရောင်အတန်လိုင်းမှာတားဆီးမရနိုင်သလိုလင်းတုံးတန်ကိုလင်းမြန်စွာပြေးဝင်လာနေပါတယ်။လင်းတုံးမင်းတောင်ဘလို့ခုခံမလဲဆိုတာကြည့်ကြတာပေါ့။လင်းတုံးရဲ့ပြည့်ရွေးနေတဲ့အမူအရာကိုမြင်တဲ့အခါဖန်ကန်းကကျင်းနဲ့စွာရီမောကပြောလိုက်တယ်။လင်းတုံးအသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်တယ်။ထို့နောက်သူကထူးဆန်းတဲ့လက်ဟန်များကိုပြုလုပ်ရာသူရဲ့ခန္ဓာကိုယ်ပတ်လည်မှရွှန်စွမ်းရည်များကတည်ငြိမ်သွားပြီးအစိမ်းရောင်စွမ်းရည်များဖြင်းညင်းစွာရစ်တိုင်းလာတယ်။မင်းဘလို့ပဲရုန်းကန်နေပါစေသိရမှာပဲ။ဒါအောင်မြင်တဲ့အခါဖန်ကန်းကရက်ဆက်စွာပြုံးလိုက်ပြီးသူ့လက်ကိုလှုပ်ရှားကလင်းတုံးထံကိုတိုးဝင်လာတဲ့အတန်လှိုင်းရဲ့အမြန်နှုံးကိုတိုးမြင့်လိုက်တယ်။ကောင်းကင်နှကအသွင်ပြောင်းခြင်းကြီးခွန်တိုင်းလင်းတုံးရဲ့မျက်လုံးများအတွင်းမှာအစိမ်းရောင်လင်းတွေဖြက်ကနေတောက်ပသွားပြီးသူ့ရဲ့ရှေ့မှာအစိမ်းရောင်ကြီးကုန်များဖြင့်ပြင်းနေနေတဲ့ဒိုင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ထိုဒိုင်းကမီတာဝက်မြသာရှိပြီး၎င်းတက်မှာငကားစိမ်းပုံရိပ်များပြည့်နှက်လျက်ရှိကထူးခြားစမ်းကြဲတဲ့အလင်းများနဲ့စွမ်းအင်များထွက်ပေါ်လျက်ရှိပါတယ်။ဒီအတန်လိုင်းကနိဗ္ဗာန်အဆင့်လေးကျွမ်းကျင်သူတစ်ယောက်ရဲ့နိဗ္ဗာန်ရွှေကူတော်မှပိုင်းဖြတ်နိုင်တယ်။မင်းရဲ့ဒါကိုခုခံနိုင်မယ်ထင်နေရလားသိချင်နေရပဲ။လင်းတုံးကအနက်ရောင်တန်လိုင်းကိုခုခံရင်ပြင်ဆင်နေအောင်တွေ့တဲ့အခါဖန်ကန်းကရီမောကလှောင်ပြောင်ပြောလိုက်တယ်။ဒါပေမဲ့လည်းသူ့ရဲ့မျက်နှာထက်မှာနှဆိုးဆန်တဲ့အပြုံးမှကြမခံလိုက်ပါဘူး။ဘာလို့လဲဆိုတော့အနက်ရောင်အတန်လိုင်းကလင်းတုံးရဲ့အစိမ်းရောင်ကြီးကွန်ဒိုင်းပေါ်ကိုကြားရောက်လာစမှာသူထင်ထားသလိုလွယ်ကူစွာမပိုင်းဖြတ်နိုင်ပဲရှိနေရကြောင်းဖြစ်တယ်။ထိုတိုင်းထက်မှာအကြောင်းများချက်ချင်းဆိုသလိုလင်းမြန်စွာဖြစ်ပေါ်လာပေမဲ့အနက်ရောင်အတန်လိုင်းရဲ့တိုက်ခိုက်မှုကိုတောင်းခံနိုင်တော့မယ်။ဒါဘလို့လို့ဖြစ်နိုင်မှာလဲ။ထိုမြင်ကွင်းကိုမြင်တဲ့အခါဖန်ကန်းတာမကကြည့်ရှုနေတဲ့မူလင်းတို့ပဲသူတို့ရဲ့မျက်လုံးများကပြူးကျဲသွားတယ်။သူတို့မှထိုအနက်ရောင်အတန်လိုင်းကဘလောက်ကြောက်မက်ဖွယ်ရာကောင်းတဲ့လေကိုခန်းစားပြီးတော့လင်းတုံမှာထိုအနက်ရောင်အတန်လိုင်းရဲ့တိုက်ခိုက်မှုကိုခုခံနိုင်လိမ့်မယ်လို့သူတို့လုံးဝမထင်သားပါဘူး။အကြောင်းများကပြည့်နေနေတဲ့အစိမ်းရောင်ကြီးကွန်ဒိုင်းကနောက်ဆုံးမှာတော့ပေါက်ကွဲသွားတယ်။ထိုပေါက်ကွဲသွားတဲ့အားလိုင်းကြောင့်လင်းတုံမှာနောက်ကိုဆုတ်လိုက်ရတယ်။ထို့အတူအနက်ရောင်အတန်လိုင်းရဲ့ပြက်စီးစွမ်းရည်များကများစွာရောကျသွားခဲ့တဲ့အနှင်းငယ်သောစွမ်းရည်များသာလင်းတုံကိုရှိုက်ခတ်နိုင်ပါတယ်။ထိုများလောက်သောစွမ်းအားကလင်းတုံကိုတားဆီးရမစွမ်းနိုင်ပါဘူး။သူရဲ့ရှေ့မှာရှိတဲ့အစိမ်းရောင်တိုင်းပေါက်ကွဲသွားတဲ့အချိန်မှာလင်းတုံမှာသူ့ရဲ့လက်ဖြင့်ကာကွယ်လိုက်ရတယ်။ယခုကသူ့ရဲ့လက်မောင်းမှာသွေးစည်းကြောင်တစ်ခုရှိနေပြီးတော့သွေးတွေအောက်ကိုတဆက်ဆက်ကျနေပါတယ်။ကောင်းကင်နဲ့ကအသွင်ပြောင်းခြင်းတိုင်းကနိဗ္ဗာန်အစဉ်လေးကျွမ်းကျင်သူတစ်ယောက်ရဲ့တက်ဖြတ်ကွက်ကိုတားဆီးနိုင်လိုက်တော့လေလင်းတုံမှာတန်ဖိုးတစ်ခုပေးဆက်လိုက်ရသေးတယ်။ကောင်းကင်အစစ်စိတ်ဝိညာဉ်မော်ရတနာတကယ်ကိုတောက်ပြဿနာကြီးအရာပဲ။လင်းတုံကသွေးများဆူရွှဲနေတဲ့သူ့ရဲ့လက်မောင်းခါလိုက်ရင်စုပ်တက်လိုက်တယ်။သူ့ရဲ့မျက်လုံးအတွင်းမှာကအဆုံးမဲ့တဲ့အေးဆက်မှုတွေပြင်းနှက်လျက်ရှိပါတယ်။အပျော်စောမနေနဲ့ငါမင်းကိုကောင်းကင်အစစ်စိတ်ဝိညာဉ်မော်ရတနာရဲ့အစွမ်းကိုဖြည်းဖြည်းချင်းမြည်ဆန်းခွင့်ပေးမယ်။မင်းကိုတေးပြားစေလို့တောင်းပန်တဲ့အထိငါနှိပ်စက်ပြမယ်ကွာ။ဘာလို့လွယ်လွယ်နဲ့တေးခွင့်ပေးရမှာလဲ။ဖန်ကန်းကကောက်ကျက်ရက်ဆက်စွာရီမောလိုက်တယ်။
ထို့နောက်သူရဲ့လက်ဟန်များကရုပ်ကြီးပြောင်းလဲသွားပြီးအနက်ရောင်တတ်ထုပြအတွင်းကိုရွှန်စွမ်းအင်များအဆက်မပြတ်ထည့်သွင်းလိုက်ပါတယ်။ထိုအခါ၎င်းတက်ရှိနဂါးပုံမှာအလင်းများအဆက်မပြတ်တောက်ပလာပြီးသူ့ရဲ့ကြေးကုန်များကလည်းတဖြည်းဖြည်းပိုပြီးထင်ရှားလာခဲ့တယ်။ကောင်းငင်တုံဟိငကနက်စီနဂါးဝိညာဉ်ထွက်ပေါ်လာစမ်းအနက်ရောင်အလင်းတက်တစ်ခုကတတ်ထုပြထံမှရုပ်ကြီးထွက်ပေါ်လာကကောင်းငင်ကိုထိုးတက်သွားပါတယ်။အဲဒီနောက်အနက်ရောင်တတ်ထုပြထံမှရိတ်ခွေနေတဲ့နဂါးပုံရိပ်မှအမှန်တကယ်ပင်ထိုထက်မှပြန်တန်းထွက်လာပြီးသူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်မှာအလွန်မြန်ဆန်တဲ့နှုံနဲ့ကြီးထွားလာတယ်။နဂါးတစ်ကောင်ရဲ့စွမ်းအားများပြည့်နှံ့နေတဲ့ဟိန်းဟောက်တန်ကကောင်းငင်တစ်ခွင်ပြန့်နှံ့သွားပါတယ်။ထိုဟိန်းဟောက်တန်ထဲမှာအစစ်မှန်နဂါးတစ်ကောင်ရဲ့လွှမ်းမိုးနိုင်မှုများပါဝင်လျက်ရှိတယ်။အနက်ရောင်နဂါးကဟိန်းဟောက်လိုက်တဲ့အချိန်မှာကောင်းကင်မှာမုန်တိုင်းတိမ်တိုင်များကစူးစီးလာပြီးတကဘာလုံးလောက်ကသွားတယ်လို့ပဲဒီချိန်မှာကောင်းငင်ဆဲစိတ်ဝိညာဉ်မော်ရတနာကသူ့ရဲ့အစွမ်းကိုပြေဝထုတ်ပေါ်နေပြီဖြစ်ပါတယ်။ကောင်းကင်ထက်မှာအနက်ရောင်တိမ်တိုင်များကစူဝေးလာကြကအရင်ချိန်ကနှီးချင်းချင်းအယောင်ရှိတဲ့ကောင်းကင်ဟာမှောင်မိုက်လာပါတယ်။နဂနက်မှာမုန်တိုင်းတိမ်တိုင်များအတွင်းကိုလူးလွတ်တိုးဝင်သွားခဲ့တယ်။သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကတိမ်တိုင်များကြားထဲမှာလူးလွတ်သွားလာနေပြီး၎င်းထံမှာထွက်ပေါ်နေတဲ့ရှေးခဲတမျှအေးဆက်နေတဲ့ရှေးဟောင်းအော်ရာကလူတိုင်းရဲ့ရှင်တွေကိုကြောက်ရွံ့ခြင်းများဖြင့်ပြည့်နှက်သွားစေတယ်။မရည်တွက်နိုင်တဲ့မျက်လုံးတွေကကောင်းငင်ထံမှာလွန်လူးသွားလာနေတဲ့နဂနက်ကိုကြည့်ကသူတို့ရဲ့မျက်လုံးထဲမှာတုံလုံးမှုတွေဖြတ်ပြေးလျက်ရှိပါတယ်။ထိုချင်းရကိုမြင်တဲ့အခါမူလင်းတဲ့နိဗ္ဗာန်အစဉ်လေးဖြစ်ကြတဲ့တခြားကျွမ်းကျင်သူများပင်သူတို့ရဲ့စိတ်ထဲမှာရှိတဲ့တုံလုံးမှုကိုထိန်းချုပ်လို့မရပါဘူး။ကောင်းငင်တုံဟိနဂနက်စီးထဲမှာတကယ်ပဲနဂါးဝိညာဉ်တစ်ခုရှိနေကြရလား။မူဟန်ယူကသူမရဲ့ပါဇက်ကိုလက်ကလေးနဲ့အုပ်ကထိတ်လန့်တကြားအံ့ဩတကြီးရေရွတ်လိုက်တယ်။အဲ့ဒါကမပြည့်စုံတဲ့နဂါးဝိညာဉ်တစ်ခုပဲဖြစ်မယ်။မူလင်းအမူအရာကတိချီနေကပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကအရန်အစွမ်းထက်တုံပဲ။ဖန်ကန်းလက်ထဲမှာဒီကောင်းငင်အဆက်စိတ်ဝိညာဉ်မော်ရတနာနဲ့ဆိုရင်နိဗ္ဗာန်အစဉ်လေးအတွက်မှသူနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့သူတွေအလွန်ပင်ရှားသွားတယ်။ဒီတစ်ချိန်ကလင်းတုံအတွက်အခြေအနေဆိုးမှစိုးရင်ရတယ်။ကောင်းငင်တက်ရှိမုံတိုင်းတိမ်တိုင်များမှာငကနက်ကလူးလွန်သွားလာနေစဉ်တားရဲများလို့ရုံရင်းကြမ်းတမ်းစွာတိုက်ခိုက်နေကြတဲ့ပုံရိပ်နှစ်ခုမှာမြေပြင်ပေါ်ပြင်းထန်စွာဆင်းသက်လာခဲ့ပြီးမျက်နှာချင်းဆိုင်ရပ်လိုက်ကြတယ်။ခြေလောင်းနဲ့ပောက်ကွဲတန်ကြီးတစ်ခုကထွက်ပေါ်လာခဲ့ပါတော့တယ်။ထိုပုံရိပ်နှစ်ခုကတစ်ဖက်နဲ့တစ်ဖက်ရုံရင်းကြမ်းတမ်းစွာတိုက်ခိုက်နေကြပြီးသူတို့ရဲ့တိုက်ခိုက်မှုတွေကကြားရသူများရဲ့နားစီကိုပဲပောက်ကွဲသွားစေနိုင်တယ်။မိတောက်ကလေးကမြေပြင်ပေါ်လေးလံနဲ့ခြေလမ်းတစ်ခုလှမ်းလိုက်တဲ့အချိန်မှာမြေပြင်ကပင်ကိုအိမ်တံအကြောင်းများဖြင့်ပြည့်နှက်သွားပါတယ်။သူရဲ့အသက်ရှူတမ်းများကလေးလံနေပြီးသူရဲ့မျက်လုံးများကနှီးရဲနေကသူရဲ့ခန္ဓာကိုယ်အတွင်းကိုကျူးကျော်ဝင်ရောက်လာတဲ့အင်အားကြီးမားတဲ့အားလိုင်းတစ်ခုကိုခြေဖြတ်နေတယ်လို့ပဲမိတောက်ကလေးကချိန်နှင်းငယ်ခန့်အသက်ကိုအမောတခေါ်ရှူလိုက်ပြီးတဲ့နောက်နှီးရဲနေတဲ့မျက်လုံးများဖြင့်တစ်ဖက်မှာသူ့လိုသွေးအလိမ့်လိမ့်ဖြစ်နေတဲ့ပုံရိပ်တစ်ခုကြည့်လိုက်တယ်။မင်းကတကယ်မလွယ်ဘူးပဲ။မန်လီကသူ့ရဲ့နှက်ခမ်းထောက်မှာသွေးတချို့ကိုလက်ခုံနဲ့တုပ်လိုက်ပြီးသွေးတချို့ကိုထွေးထုတ်လိုက်ကပြောလိုက်ပါတယ်။အဲနောက်သူကသူ့ရဲ့ရှေ့မှာရှိတဲ့မိတောက်ကလေးကိုကတ်ထံမှုအပြည့်နဲ့ကြည့်လိုက်ပါတယ်။မိတောက်ကလေးမှသူ့ကိုဒီလောက်အထိတွန်းအားပေးနိုင်လိမ့်မယ်လို့လုံးဝထင်မှတ်ထားခြင်းမရှိခဲ့ဘူး။မင်းကငါ့ကိုတားဆီးနိုင်အောင်မှလင်တုံးကကြကြခံနိုင်တော့မှာမဟုတ်ဘူး။မန်လီကကောင်းကင်တက်ရှိမဟူယာတိမ်တိုက်များကိုတစ်ချက်ကြည့်လိုက်ရင်ကောက်ကျရက်ဆက်စွာရီမောကပြောလိုက်ပါတယ်။ဖန်ကန်းကကောင်းကင်စိတ်ဝိညာဉ်အဆင့်မော်ရတနာကိုရရှိပြီးတဲ့နောက်ဒီနေရာကိုယူလာခဲ့ကြတယ်။ကြည်ရတာကလင်တုံးနဲ့သူ့ရဲ့ကြားကတိုက်ပွဲကိုထိုကောင်းကင်အဆင့်စိတ်ဝိညာဉ်အဆင့်မော်ရတနာကဆုံးဖြတ်ပြီးတော့မယ်ဟန်ရှိပါတယ်။လင်တုံးကဖန်ကန်းကိုကောင်းကင်အဆင့်စိတ်ဝိညာဉ်မော်ရတနာကိုထုတ်သုံးအောင်တွန်းအားပေးနိုင်တယ်ဆိုတော့သူကအစွမ်းနဲ့ရှိတယ်လို့ပဲပြောရမယ်။ဒါပေမဲ့အရာအလုံးကအခုအဆုံးသတ်သွားပြီ။မိတောက်ကလေးကနှီးရဲနေတဲ့မျက်လုံးများဖြင့်ကောင်းကင်ကိုတစ်ချက်ကြည့်လိုက်ပါတယ်။ထိုစဉ်မှာလင်တုံးရဲ့ပုံစံကအနှင်းငယ်စုပ်ပြတ်နေပြီးသူ့ရဲ့လက်မောင်းမှာသွေးတွေစီးကျနေအောင်တွေ့လိုက်ရတယ်။ဒါပေမဲ့လည်းမိတောက်ကလေးမှာမန်လီရဲ့စကားကိုကြားလိုက်ပြီးတော့ပြရခတ်မသွားပါဘူး။အဲနောက်သူကမန်လီကိုတစ်ချက်ပြန်ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးထဲမှာသွေးစာမှုတွေပုံမမြင့်တက်လာပါတယ်။အကူကြီးကဘယ်တော့မှလွန်းလွန်းနဲ့မလျှော့မှုကမိတောက်ကလေးရဲ့အတန်ကအနှင်းငယ်ခတ်ထန်နေတယ်။ဒါပေမဲ့လည်းသူ့ရဲ့စကားလုံးများအတွင်းမှာခိုင်မာတဲ့ယုံကြည်မှုကိုဖော်ပြနိုင်ပါတယ်။မင်းကသူ့အယူတယောက်လိုမျက်ကန်းစုံမှိတ်ပြီးယုံနေရပဲ။မန်လီကခနဲ့ကရှီမောပြီးပြောလိုက်တယ်။ငါရဲ့အလောက်ကမင်းကိုတတ်ဖို့ပဲ။မိတောက်ကလေးကရှေ့ကိုပြေးထွက်သွားကပြောလိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်မှာရှေးခေတ်ဦးမော်သားရဲ့ကြီးတကောင်နိုးထလာတယ်လို့ပြင်းထန်တဲ့တက်ဖြတ်ခြင်းအငွေ့တက်များထွက်ပေါ်လာခဲ့တယ်။ငါ့ကိုတတ်မယ်ဟုတ်လား။အေးငါတို့လေတိန်တိုက်အင်ပါယာရဲ့အစွမ်းတက်ဆုံးတိုင်းပညာကိုမင်းကိုမီးစမ်းခွင့်ပေးရတာပေါ့
မန်လီကခေါင်းမော့ကရီမောပြော့လိုက်တယ်။ထို့နောက်သူ့ရဲ့မျက်လုံးများကချက်ချင်းဆိုသလိုသွေးရောင်ဖြတ်ပြေးသွားပြီးကြမ်းတမ်းရက်စက်မှုများဖြင့်ပြည့်နှက်လာခဲ့ပါတယ်။မန်လီကရှေ့ကိုတလန်းချင်းလှမ်းလိုက်ကလက်ဟန်များပြုတ်လုလိုက်တယ်။အဲနောက်အလွန်မင်းကြမ်းတမ်းတဲ့အရှိန်ဝါကသူ့ရဲ့ခန္ဓာကိုယ်မှရှုပ်ကြီးဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်။အင်ပါယာပုံရိပ်မန်လီကမတိုးလို့မကျဲလွန်းသောအတန်နဲ့ဟစ်ကြွေးလိုက်ပါတယ်။အဲဒီအချိန်မှာသူ့ရဲ့ပတ်ဝန်းကျင်ရှိမြေပြင်မှာလှုပ်ခါလာခဲ့တယ်။ဒီတစ်ချိန်ဒီကအရင်ကဖြစ်ပျက်ခဲ့တဲ့ရာများထက်ပုံမပြင်းထန်ပါတယ်။ရွှဲစွမ်းရည်များကမန်လီရဲ့ခန္ဓာကိုယ်မှတရှိန်ရှိန်နဲ့ထွက်ပေါ်လျက်ရှိပါတယ်။အဲနောက်သူဟာသူ့ရဲ့လက်ဟန်များကိုထပ်မံပြောင်းလဲလိုက်တယ်။ထိုချိန်မှာရုတ်တရက်မြေပြင်မှာထူးဆန်းတဲ့အဝါရောင်အခိုးငွေတွေထွက်ပေါ်လာခဲ့ကမန်လီရဲ့ခန္ဓာကိုယ်တွင်းကိုတိုးဝင်ကဝင်ရောက်သွားခဲ့တယ်။မန်လီရဲ့ခန္ဓာကိုယ်ကရုပ်ကြီးထွားကျိုင်းလာပါတယ်။သူ့ရဲ့ကြွက်သားအတွင်းရှိသွေးကြောတွေကနဂါးတစ်ကောင်လူးလွတ်နေသလိုစွမ်းအားများနဲ့ပြည့်နှက်လာခဲ့တယ်။တခဏလေးအတွင်းမှာမန်လီခန္ဓာကိုယ်နဲ့အရှိန်အဝါများမှာမူလားထက်နှစ်ဆခန့်ပုံမှုအားကောင်းသွားပါတယ်။ဒါကငါရဲ့အစစ်မှန်စွမ်းအားပဲ။ဒီနေ့မင်းရဲ့ခန္ဓာကိုယ်ကအယိုးတွေကိုငါတစစီချိုးပစ်မယ်။မန်လီကခေါင်းမော့ကသူ့ရဲ့နှက်ခမ်းထားကိုညှို့ကွေးလိုက်ပြီးမိတောက်ကလေးကိုကြည့်ကရက်ဆက်တဲ့အပြုံးတစ်ခုပြုံးလိုက်တယ်။အဲနောက်သူ့ရဲ့ခန္ဓာကိုယ်ကရှုပ်ချီးဆိုသလိုလက်ရှိနေရာမှာပျောက်ကွယ်သွားခဲ့ကမိတောက်ကလေးရဲ့ရှေ့မှာပေါ်လာခဲ့တယ်။အဲနောက်မန်လီကကြောင်းမက်ဖွယ်ရာစွမ်းအားတွေကိုတည်ဆောင်ထားတဲ့မန်လီရဲ့လက်သီးတစ်ချက်ကမိတောက်ကလေးရဲ့ရှင်ဘတ်ထံကိုအညာတာကင်းမဲ့စွာတိုးဝင်သွားခဲ့တယ်။မိတောက်ကလေးကသူ့ရဲ့လက်နှစ်ဖက်ကိုကြားလက်သေးနှစ်ခုတွင်ပြောင်းလဲလိုက်ပြီးချက်ချီကတတန်ပြုတ်လောက်ကတိုးဝင်လာတဲ့လက်သီးချက်ကိုကာကွယ်လိုက်ပါတယ်။မိတောက်ကလေးမှနောက်ကိုလဲထွက်သွားပြီးကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်နဲ့ဝင်းထိုင်းမိကတစ်ပင်ကြီးမှာထပ်ပိုင်းကျိုးသွားတယ်။မန်လီမှာလက်သီးတစ်ချက်ထဲနဲ့မိတောက်ကလေးကိုအသာစီးယူလိုက်ပြီးမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကရက်တန့်ခြင်းအလင်းမရှိပါဘူး။သူ့ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားသွားခဲ့ကလွင့်ထွက်သွားတဲ့မိတောက်ကလေးရှေ့ကိုပြေးထွက်သွားခဲ့ကနိဗ္ဗာန်အစဉ်ကျွမ်းကျင်သူများပင်ဒဏ်ရာအပြင်းထန်ရသွားစေနိုင်လောက်တဲ့လက်သီးချက်များကိုထပ်မံပြီးပြစ်လွတ်လိုက်ပါတယ်။အနက်ရောင်ကြားလက်သေးတစ်ခုကရုတ်တရက်ဆက်ထွက်လာခဲ့ပြီးတော့တိုးဝင်လာတဲ့လက်သီးချက်ကိုအင်အားသုံးကဖမ်းယူလိုက်ပါတယ်။မိတောက်ကလေးရဲ့မျက်လုံးများကနီးရဲသွားပြီးရုတ်တရက်သူကကြားဟင်းတက်တစ်ခုပြုတ်လုပ်လိုက်တယ်။ထို့နောက်သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကစတင်ပြောင်းလဲစပြုတ်လာပါပြီ။တခဏအတွင်းမိတောက်ကလေးမှာလူခန္ဓာကိုယ်ကြားကောင်းတဲ့တိုက်ခိုက်ရေးစက်ရုပ်တစ်ခုအလားပြောင်းလဲသွားပါတော့တယ်။မင်းရဲ့တကယ်ကိုမှု့သားရဲ့တကောင်ပဲ။ထိုပြောင်းလဲမှုမြင်တဲ့အခါမန်လီရဲ့အမူအရာကရုပ်ချီးပြောင်းလဲသွားခဲ့တယ်။အဲဒီအချိန်မှာမိတောက်ကလေးရဲ့ခန္ဓာကိုယ်ကဘာကြောင့်တလောက်တမ်းမှနေရအောင်မန်လီနားလည်သွားတယ်။ဂျာဟင်းတန်ကတော့တစ်ခုလုံးကိုလှုပ်ခါသွားစေပါတယ်။မိတောက်ကလေးကသူ့ရဲ့မှု့သားရဲ့အသွင်တရံကိုပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ခွန်အားကမယုံနိုင်စရာကောင်းတော့အောင်တောင်းလို့စရာကောင်းတဲ့နှုံနဲ့မြင့်တက်လာခဲ့တယ်။မိတောက်ကလေးရဲ့ခွန်အားအမြန်နှုံတုတ်ပြန်လှုပ်ရှားမှုစတာတွေကမန်လီအင်ပါယာပုံရိပ်ကိုအသုံးပြုလိုက်ပြီးတဲ့စွမ်းအားနဲ့အကုန်ရှင်းနိုင်ပါတယ်။မိတောက်ကလေးကသူ့ရဲ့တားရဲ့သွင်ကိုပြောင်းလဲပြီးရတဲ့မန်လီရဲ့တိုက်ခိုက်မှုတွေကိုတရက်ဆက်ထိတ်တိုက်ရင်ဆိုင်ကတုတ်ပြန်လာတယ်။ခြေလောင်နဲ့ဒိုးနဲ့ပောက်ကွဲတံများကထွက်ပေါ်လာခဲ့ပြီးတပင်ကြီးများကဖွာကနေကျူးပြက်လွင့်ဆင်သွားခဲ့ပါတယ်။ထိုနေရာမှာသူတို့ရဲ့ခွန်အားတွေကိုအကန့်အသတ်တစ်ခုထိမြင့်တင်ပြီးရုပ်ခနာကြီးတက်ပင်တအုပ်နဲ့တအုပ်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။ကောင်းငင်တစ်ခုလုံးမဟူရတိမ်တိုက်တွေကရုံးကြွနေတယ်။ဖန်ကန်းရဲ့မျက်နှာကလည်းတဖြည်းဖြည်းနဲ့ဖြူရော်လာပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်မှာထွက်ပေါ်နေတဲ့စွမ်းအားတွေကပုံမပြီးအရိုင်းဆန်ကကြမ်းတမ်းလာတယ်။ဒီတိုက်ပွဲမှာဒီတစ်ခေါက်တိုက်ခိုက်မှုကသူ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုဖြစ်ခါလင်းတုံကိုအဆုံးသတ်ရမယ်။ဖန်ကန်းရဲ့လက်ချောင်းတွေကလှုပ်ရှားသွားပြီးလင်းတုံကိုလက်ညှိုးထိုးလိုက်ကရေခဲတမျှအေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်။ထိုစဉ်မှာပတ်ဝန်းကျင်တစ်ခုလုံးအပူချိန်များကရုပ်ကြီးထိုးကျသွားပါတယ်။ထိုချိန်မှာအနက်ရောင်မဟူရတိမ်တိုက်များကပေါက်ကွဲထွက်သွားပြီးထိုအတွင်းမှာတက်ဖြတ်ကျဲငွေ့သက်များပြည့်နေနေတဲ့အရှိန်အဝါတစ်ခုကထွက်ပေါ်လာခဲ့တယ်။ကြီးမားတဲ့အနက်ရောင်နဂါးကြီးကရေခဲတမျှအေးဆက်တဲ့ရွှေရောင်အရှိန်အဝါများကိုထုတ်လို့ရင်မဟူရတိမ်တိုက်များကြားထဲမှာထွက်ပေါ်လာခဲ့ကကောင်းကင်ကိုတုံဟီးစေနိုင်တဲ့ဟိန်းဟောက်တံများပြုတ်လုပ်ပြီးလင်းတုံးထံကိုဆင်းသက်လာခဲ့တယ်။အဲဒီဖြစ်ရကမျက်စိတမိတ်အတွင်ဖြစ်ပျက်သွားခြင်းဖြစ်ပါတယ်။ငကနက်ရဲ့တိုက်ခိုက်မှုကိုမြင်တဲ့အခါမှာလူတိုင်းရဲ့မျက်နှာတွေကလုံးဝဖြူရော့သွားခဲ့ကြတယ်။အဲဒါလိုစွမ်းအားမျိုးနဲ့တိုက်ခိုက်မှုမျိုးကိုနိဗ္ဗာန်စဉ်ကျွမ်းကျင်သူကဘာကြောင့်ခံနိုင်လိမ့်မလဲ။အနက်ရောင်နဂါကသူ့ထံမရောက်ရှိသေးပေမဲ့၎င်းမှထွက်ပေါ်နေတဲ့ဖိအားများကြောင့်တိုက်ခတ်လာတဲ့လီရိုင်းများကြောင့်လင်းတုံးရဲ့အဝတ်စားတွေကလီထဲမှာတစ်ဖြက်ဖြက်ခတ်နေတယ်။လင်းတုံးမှာအကောင်းမောင်းတန်တဲ့ရုပ်ခန္ဓာကိုပိုင်ဆိုင်ထားပေမဲ့အဲ့ဒါလိုဖိအားအောက်မှာအနှဲငယ်နာကျင်မှုခံစားရတယ်။
န်ကန်ရဲ့ယခုခေါက်တိုက်ခိုက်တဲ့တိုက်ခိုက်မှုကတကယ်ပင်သိသိနိုင်လောက်တဲ့တိုက်ခိုက်မှုဖြစ်ကြောင်းလင်တုံးတကယ်တတိထားမိပါတယ်။လင်တုံးအသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်တယ်။အဲဒီနောက်ကြောင်းအားနေရဲ့ကြည်မြန်းအောင်မှာသူ့ရဲ့မျက်လုံးမြောက်ဖြင်းညင်းစွာပိတ်လိုက်ပါတယ်။ဖန်ကန်ရဲ့အလွန်တရာအားကောင်းလာတဲ့တိုက်ခိုက်မှုအောက်မှာလင်တုံးရဲ့တိုက်ခိုက်မှုကြီးကအားလုံးမှန်သက်သွားတယ်။မနိုင်မှန်းသိလို့ဘာမှမခုခံတော့ပဲမျက်လုံးမိတ်လိုက်တာလား။ဒါကလူတိုင်းကလင်တုံးရဲ့အမူအရာကြောင့်ကြောင်းအနေခဲ့ပေမဲ့လင်တုံးကသူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာတစုံတစ်ခုရှောက်ပွေးလျက်ရှိတယ်။လင်တုံးရဲ့စိတ်အာရုံကသူ့ရဲ့ခန္ဓာကိုယ်အတွင်းကိုမိုးကြိုးတညလျင်မြန်သောနှုံးနဲ့ပြန့်နှံ့သွားတယ်။သူ့ရဲ့ဒဏ္ဍန်တွင်းကိုရောက်ရှိသွားခဲ့ပြီးလင်တုံးရဲ့စိတ်အာရုံထဲမှာအစိမ်းရောင်အလင်းများတောက်ပနေတဲ့အလင်းနှံတစ်ခုထွက်ပေါ်လာခဲ့တယ်။အဲဒီအစိမ်းရောင်အလင်းများအတွင်းမှာတော့အစိမ်းရောင်နဂါးတစ်ကောင်ရှိပါတယ်။ထိုအရာမှာတွဲကက်လျက်ရှိပြီးထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ဖိအားတွေဖြန့်ကျက်လျက်ရှိတယ်။အဲ့ဒါကချင်းစီချမ်းရစ်ထားခဲ့တဲ့ကောင်းကင်နဂါအော်ရာပဲဖြစ်တယ်။လင်တုံးမှာအဲ့ဒါလိုကောင်းကင်အစင်နဂါးတစ်ကောင်ရဲ့အော်ရာကိုနည်းနည်းချင်းစီသာစောက်ယူနိုင်ခဲ့ပြီး၎င်းကိုအပြည့်အဝတန့်စင်နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့လည်းယခုကမှသူ့ရဲ့လက်ရှိခွန်အားတွေကိုမြင့်တင်ရန်လိုအပ်လို့၎င်းရဲ့အစွမ်းတချို့အသက်သွင်းရန်လိုအပ်တယ်။ဒီလိုအသက်သွင်းခြင်းကတန်ဖိုးတစ်ခုပေးဆက်ရန်လိုအပ်ပေမဲ့လင်တုံးကတွေးဝေးခြင်းမရှိဘဲလှုပ်ဆောင်လိုက်တယ်။ငါမင်းကိုလိုအပ်တယ်။လင်တုံးကသူ့ရဲ့အတွေ့တချို့ကိုအစိမ်းရောင်ငွေ့သက်များဖြင့်ဖုံးလွှမ်းနေတဲ့နဂါးပုံရိပ်ထံကိုသူ့ရဲ့အတွေ့များကိုပို့လွှတ်လိုက်ပါတယ်။ထိုအချိန်မှာလင်တုံးရဲ့မျက်လုံးတွေကရုပ်ကြီးပွင့်သွားကသူ့ရဲ့လက်များကိုစမ်းတမ်းလိုက်ရင်ကောင်းကင်ကိုမော့ကဟင်းရောက်လိုက်တယ်။လင်တုံးရဲ့ပါးစပ်မှာထွက်ပေါ်လာတဲ့အတန်ကဟင်းရောက်တန်တက်တက်ပင်မဟုတ်ပါဘူး။အဲ့ဒါကနဂါးတစ်ကောင်ရဲ့ဟင်းရောက်တန်ပဲဖြစ်တယ်။ထိုဟင်းရောက်တန်ကိုကြားတဲ့အခါလင်တုံးထံကိုတိုးဝင်လာတဲ့အနက်ရောင်နဂါးရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာတုန်ခါသွားခဲ့တယ်။ဒါပေမဲ့ထိုနဂါးနဲ့ရဲ့မျက်လုံးများမှာအသက်မဲ့နေပေမဲ့၎င်းဟင်းရောက်တန်ကသူ့ရဲ့စိတ်ဝိညာဉ်အတွင်းဆုံးပိုင်းမှာရှိတဲ့ကြောက်ရွံ့မှုကိုထုတ်ဖော်လိုက်နိုင်ပါတယ်။မင်းငါ့ကိုမတက်နိုင်ပါဘူးကွာ။လင်တုံးကကျေလောင်စွာရီမောတန်ကကောင်းငင်တစ်ခုလုံးပြန့်နှံ့သွားပါတယ်။သူ့ရဲ့တန်ကအနှင်းငယ်ကျန်းရံနေလင်တုံးရဲ့ခန္ဓာကိုယ်မှာအစိမ်းရောင်အလင်းတန်းများကအရက်မျက်နှာအသေးသေးကိုပြန့်နှံ့သွားခဲ့ပြီးကြီးမားတဲ့နဂါးဆေးပုံရိပ်ကြီးကိုဖြစ်ပေါ်စေလိုက်တယ်။ဒါတကယ်ပဲနဂါးတစ်ကောင်ရဲ့ဝိညာဉ်လေလား။ထိုကြီးမားတဲ့အစိမ်းရောင်နဂါးပုံရိပ်ကြီးထွက်ပေါ်လာတဲ့ချိန်မှာမူလင်းတို့ရဲ့မျက်လုံးများထဲမှာတုန်လှုပ်မှုတွေဖြတ်ပြေးသွားခဲ့တယ်။ထိုအစိမ်းရောင်နဂါးထံမှာထွက်ပေါ်လာတဲ့အရှိန်အဝါများကအမှန်တကယ်ပဲအနက်ရောင်နဂါးကိုဖိနှိပ်နိုင်ပါတယ်။လင်တုံးကတကယ်ပဲအစစ်မှန်နဂါးရဲ့ဝိညာဉ်ကိုပိုင်ဆိုင်ထားတာဖြစ်နိုင်လို့လား။လင်တုံးကလေးညှို့မှပြစ်ခွင်းလိုက်တဲ့မြားတစင်အလားရှေ့ကိုပြေးထွက်သွားခဲ့တယ်။တုံလုံးချင်းများစွာဖြင့်မရေတွက်နိုင်တဲ့ကြီးများအောက်မှာအစိမ်းရောင်နဂါးနဲ့အနက်ရောင်နဂါးပြင်းထန်စွာရက်ဆိုင်ထိတွေ့လိုက်ကြတယ်။ထိုနဂါးနှစ်ကောင်ရင်ဆိုင်ထိတွေ့မှုကအမှန်တကယ်ပင်ကဘာကြီးတစ်ခုလုံးတုန်ခါသွားတဲ့အောင်ပင်အစိမ်းရောင်အလင်းနဲ့အနက်ရောင်အလင်းကကောင်းငင်ထက်မှအရိုင်းဆန်စွာတောက်ပလျက်ရှိပါတယ်။၎င်းတို့မှထွက်ပေါ်လာတဲ့စွမ်းရည်များကကြီးစုနေတဲ့လူအများပြားရဲ့မျက်နှာကိုဖြူရောသွားစေတယ်။ကြီးမားတဲ့အစိမ်းရောင်နဂါးကြီးမှာကောင်းကင်အမြင့်ထက်မှရှိနေရကြောင်းလူတိုင်းဟာထိုနဂါးအစိမ်းအတွင်းရှိတဲ့လင်းတုံရဲ့ခန္ဓာကိုယ်မှုံမြမြတာမြင်ရပါတော့တယ်။ထိုနဂါးစိမ်းခန္ဓာကိုယ်အတွင်းမှာလင်းတုံရဲ့အရေးပြားမှာကိုယ်အပ်လာခဲ့ပြီးသွေးများဆက်မပြတ်စီးကြလာခဲ့ပါတယ်။လင်းတုံရဲ့ခန္ဓာကိုယ်မှာအလွန်တန်မာရာကြောင့်သာဒဏ်ရာတချို့ရရှိသွားခဲ့တယ်။ဒါကပြင်ပတစ်ခုမဟုတ်ပါဘူး။လင်းတုံကသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကောင်းငင်အဆင့်နဂါးအော်ရာရဲ့စွမ်းရည်တချို့ကိုငှားယူသုံးစွဲနေခြင်းဖြစ်တယ်။ဒါပေမဲ့ထိုနဂါးအော်ရာရဲ့တစိမ့်တစ်ပိုင်းတချို့ဖြစ်နေရင်၎င်းရဲ့စွမ်းအားများကလင်းတုံးရဲ့ရုပ်ခန္ဓာကလက်ခံနိုင်တာထက်ကျော်လွန်နေခဲ့တယ်။ချင်းစီထားခဲ့တဲ့ကောင်းငင်အစ်နဂါးအော်ရာကအလွန်မင်းမင်စွမ်းထက်တယ်။လက်ရှိလင်းတုံးရဲ့ခွန်အားနဲ့ထိုစွမ်းအားကိုထိန်းချုပ်ရင်မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒဏ်ရာအနှင်းငယ်ရရှိတာကကံကောင်းတယ်လို့ပြောရမယ်။လင်းတုံးရဲ့ခန္ဓာကိုယ်မှာအရေးပြားတွေကအကွဲပြီးသွေးများစီးကြလျက်ရှိပေမဲ့သူ့ရဲ့အကြည့်တွေကယူသွမှုတွေပြည့်နှက်နေပြီးတော့ခိုင်မာလျက်ရှိတယ်။သွားရုတ်တရက်ကျေလောင်စွာလင်းတုံးကအော်ဟစ်လိုက်တယ်။ထိုအခါနဂစိမ်းကအနက်ရောင်နဂါးထံကိုတိုးဝင်သွားပြန်တယ်။အလွန်ကျေလောင်တဲ့အတန်ကြီးကကောင်းငင်တစ်ခွင်ပြန့်နှံ့သွားခဲ့တယ်။အစိမ်းရောင်နဲ့အနက်ရောင်အလင်းများကကောင်းငင်ထက်မှတောက်ပနေတဲ့နေမင်းနှစ်စင်းအလားတလက်လက်တောက်ပလျက်ရှိကအရိုင်းဆန်တဲ့စွမ်းရည်များထုတ်လွှတ်နေပါတယ်။နဂါးစိမ်းနဲ့အနက်ရောင်နဂါးကတကောင်နဲ့တကောင်ယူသွတ်စွာတက်ဖြတ်တိုက်ခိုက်လျက်ရှိပါတယ်။အဲဒီတိုက်ခိုက်မှုကကမ္ဘာမြေကြီးကိုပင်တုံ့လှုပ်သွားစေနိုင်တော့တယ်။အစိမ်းရောင်နဂါးနဲ့အနက်ရောင်နဂါးတို့တိုက်ခိုက်နေအောင်ကြည့်ပြီးဖန်ကန်းရဲ့မျက်နှာကဖြူရော့သွားခဲ့ပါတယ်။လင်းတုံထုတ်ဖော်အသုံးပြုလိုက်တဲ့နီလန်းကသူ့ကိုတုံ့လှုပ်သွားစေတယ်။သူ့ရဲ့နိဗ္ဗာန်အစဉ်လေးစွမ်းအားနဲ့ကောင်းငင်အစဉ်စိတ်ဝိညာဉ်မောရတနာကိုကင်ဆွဲတိုက်ခိုက်ပါက
မိုးလင်းတဲ့တခြားသူများပင်အစွမ်းထက်တဲ့ဝက်ဖဲတစ်ခုကိုမပိုင်ဆိုင်ထားပါကဒဏ်ရာပြင်းထန်စွာရရှိနိုင်ပါတယ်။ဒါပေမဲ့လင်တုံးကသူ့ရဲ့တိုက်ခိုက်မှုကိုလုံးဝပိတ်ဆို့တားဆီးထားနိုင်တယ်။ကောင်းငင်စစ်စိတ်ဝိညာဉ်မော်ရတနာကိုထုတ်သုံးလိုက်ပါကအနိုင်ရရှိမယ်လို့ထင်ထားပေမဲ့ယခုအခါမှာတော့မှန်းချက်နဲ့နှံ့ထွက်မကိုက်တော့ပါဘူး။လင်တုံးလိုနိဗ္ဗာန်အဆင့်3ကျွမ်းကျင်သူတစ်ယောက်ကဒီလိုကြောက်မက်ဖွယ်ရာစွမ်းအားကိုဘလို့ပိုင်ဆိုင်နေကြောင်းဖန်ကန်းမှလုံးဝနားမလည်ပါဘူး။တကယ်လို့သူကစမ်းကြဲခန်းကြီး၄ခန်းရဲ့အမွေနဲ့တကူရရှိခဲ့ရင်ပဲလင်တုံးနဲ့ရင်ဆိုင်ရင်အလွန်ပင်ခက်ခဲလိမ့်မယ်။တစ်ဖက်တော့အထဲမှာပုံရိပ်နှစ်ခုကသွေးများလွှမ်းကျနေပြီးတအုပ်နဲ့တအုပ်ရုံရင်ကြမ်းတမ်းစွာတိုက်ခတ်လျက်ရှိနေကြတယ်။ထို့နှစ်ဦးမှာသူတို့ရဲ့စွမ်းအားတွေကိုထိန်းချုပ်တိုက်ခတ်ခြင်းမရှိကြလို့၎င်းတို့အောက်မှာရှိတဲ့မြေပြင်ကမွားစာကျဲနေပြီးတောအုပ်တစ်ခုလုံးမှာလည်းအမိုက်ပုံကြီးလိုဖြစ်နေတယ်။ပြင်းထန်တဲ့အားလိုင်းတစ်ခုပောက်ကွဲထွက်လာပြီးပုံရိပ်နှစ်ခုကမီတာပေါင်းများစွာကိုယ်စီလွင့်ထွက်သွားကြတယ်။ဒါပေမဲ့၎င်းတို့မှာနီးရဲသောမျက်လုံးများဖြင့်တဖန်ပြေးကတိုက်ခိုက်ကြပြန်ပါတယ်။တက်ပြက်ခြင်းငွေ့သက်တွေကသူတို့ရဲ့ခန္ဓာကိုယ်မှာစင်စက်မပြတ်ထွက်ပေါ်လျက်ရှိပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်မှာထွက်ပေါ်နေတဲ့သွေးများကြောင့်၎င်းတို့ရဲ့အောက်ရှိမြေပြင်ပေါ်မှာသွေးချင်းရဲနေပါတယ်။သူတို့နှစ်ယောက်ရဲ့တိုက်ပွဲမှာအလုံးမအရိုင်းဆန်ကမော်သားရဲများရဲ့တိုက်ပွဲလို့ပင်ပြောလို့ရပါတယ်။အစိမ်းရောင်နှကားနဲ့အနက်ရောင်နှကားမှာရုံရင်ကြမ်းတမ်းတဲ့စွမ်းအားဖြင့်တအုပ်နဲ့တအုပ်တိုက်ခိုက်နေကြတယ်။ထိုမြင်ကွင်းကိုကြည့်ပြီးမိုးလင်းတို့ရဲ့မျက်နှာတွေကအေးခဲနေကြပါတယ်။တစ်ချိန်တည်းမှာပင်အစိမ်းရောင်နှကားအတွင်းထဲရှိလင်တုံးရဲ့မျက်နှာမှာထက်ရှာလာခဲ့တယ်။ကျေလောင်နဲ့ဟင်းဟောက်တဲ့တစ်ခုပြုတ်လုလိုက်ပါတယ်။သူရဲ့အရေးပြားများအကွဲလာကဒဏ်ရာများစွာဖြစ်ပေါ်လာပြီးလက်ဆက်တဲ့သွေးများကတဆက်ဆက်ကျလာတယ်။အစိမ်းရောင်နှကားပုံရိပ်ကပုံမတောက်ပလာခဲ့တယ်။ဖြက်စီးလိုက်စမ်းလင်တုံးရဲ့မျက်လုံးများကယူသွမှုများနဲ့ပြည့်နေပါတယ်။အဲဒီနောက်ကုတ်ဆွေးတဲ့ဟန်ပြုတ်လုလိုက်ပြီးတစ်ချိန်တည်းမှာပဲအစိမ်းရောင်နှကားကြီးမှလည်းလင်တုံးပြုတ်လုသလိုအလားတူစွာပင်ပြုတ်လုလိုက်ပါတယ်။အစိမ်းရောင်နှကားကြီးရဲ့ကြီးမားတဲ့လက်သေးတွေကလေထုကိုထိုးခွင်းကအနက်ရောင်နှကားကြီးရဲ့ဥကောင်းထံကိုပျက်စီးသမျှအမြန်နှုန်းနဲ့ပြေးဝင်သွားခဲ့တယ်။အလွန်မင်းပြင်းထန်တဲ့စွမ်းရည်များကနှကားနှိပ်ရဲ့ဥကောင်းထံမှာပောက်ကွဲသွားခဲ့တယ်။ချက်ချင်းဆိုသလိုဥကောင်းမှအမိထိဇက်တိုက်နှကားနှက်ကပောက်ကွဲသွားခဲ့ကဥကောင်းမှအမိထိအကွဲကြောင်များဖြစ်ပေါ်လာခဲ့ပြီးတော့၎င်းရဲ့ဥကောင်းထက်မှတောက်ပနေတဲ့အလင်းတန်းများမှာနှိမ့်မြတ်စွာမှိန်ဖြော့သွားခဲ့တယ်။အစိမ်းရောင်နှကားကလက်သီးဆုပ်ကအနက်ရောင်နှကားရဲ့ဥကောင်းကိုထပ်မံထိုးချလိုက်တယ်။ကောင်းငင်တစ်ခုလုံးတိတ်တိတ်တုံသွားကနှကားနှက်မှာတစားစီပေါက်ကွဲထွက်သွားတယ်။လင်းတုံးမှာဖန်ကန်းကကောင်းငင်အဆင့်စိတ်ဝိညာဉ်မော်ရတနာကိုနှိုးဆပြီးတော့ဖန်တီးထားတယ်။အနက်ရောင်နှကားစိတ်ဝိညာဉ်ကိုအင်အားသုံးကတစားစီဆုပ်ပြဲလိုက်ပါတယ်။ငကနက်နဲ့စိတ်အာရုံချိတ်ဆက်ထားတဲ့ဖန်ကန်းမှာငကနက်ပေါက်ကွဲသွားတဲ့ချိန်မှာပါဇက်အပြည့်သွေးတစ်လုံးအန်ထုတ်လိုက်ရပြီးသူ့ရဲ့အော်ရာများမှာလည်းလျင်မြန်စွာရောကျသွားခဲ့တယ်။တိတာစွာငကနက်မှာပေါက်ကွဲသွားလို့ဖန်ကန်းမှာဒဏ်ရာပြင်းထန်စွာရသွားတယ်။ဖန်ကန်းကသွေးတစ်လုံးကိုအန်ထုတ်လိုက်ပြီးနောက်ဒီထဲမှာပေါက်ကွဲသွားတဲ့ငကနက်ရဲ့ဝိညာဉ်ကိုမယုံကြည်နိုင်ခြင်းများစွာနဲ့ကြည့်လိုက်ပါတယ်။နဂါးစိမ်းကကောင်းငင်ထက်မှာဟိန်းဟောက်တန်တစ်ခုပြုတ်လုလိုက်တယ်။ထို့နောက်၎င်းတွင်မှသွေးအလိမ့်လိမ့်နဲ့ပုံရိပ်တစ်ခုကပြင်းညင်းစွာထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်ဖန်ကန်းရဲ့ရှေ့မှာထွက်ပေါ်လာခဲ့တယ်။သွေးလိမ့်လိမ့်နဲ့ပုံရိပ်ကိုမြင်တဲ့အခါဖန်ကန်းရဲ့မူရာကပြောင်းလဲသွားခဲ့ပြီးနောက်ကိုလှည့်မြန်စွာဆုပ်လိုက်တယ်။ထိုစမှာပင်သွေးလိမ့်လိမ့်နဲ့လူရဲ့လက်ကလျှက်စီးသမျှအမြန်နှုံးနဲ့သူ့ရဲ့လက်ထဲမှာရှိနေတဲ့အနက်ရောင်တထုပြားလေးကိုဇက်ကနေလူယူသွားခဲ့ပါတယ်။လင်တုံးကသူ့အမှန်တကယ်ပင်တောက်တော့ကပေးနေတဲ့ဖန်ကန်းရဲ့လက်ထဲမှာရှိတဲ့ကောင်းငင်အစစ်စိတ်ဝိညာဉ်မော်ရတနာကိုလူယူသွားခဲ့တယ်။စောက်ယူငါဒီကောင်းငင်စစ်စိတ်ဝိညာဉ်မော်ရတနာထဲမှာသွေးစည်းတစ်စိတ်ခတ်ပြီးသားမင်းအဲ့ဒါကိုလူယူမယ်ဆိုရင်တော့အိမ်မက်သာမက်နေလိုက်တော့ထိုမြင်ကွင်းကိုမြင်တဲ့ကဖန်ကန်းကလင်တုံးကိုအယူတယောက်လိုကြည့်ကရှီမောပြီးပြောလိုက်တယ်။မင်းဟာသွေးစည်းတစ်စိတ်ခတ်နေထားတယ်ဆိုတော့ငါအဲ့ဒါကိုဖယ်ရှားလိုက်ရုံပေါ့။လင်တုံးကသူ့ရဲ့လက်အတွင်းမှာလွတ်မြောက်ရင်ကြိုးပမ်းနေတဲ့အနက်ရောင်တထုပြောင်ကြည့်ကပြောလိုက်တယ်။ထို့နောက်သူ့ရဲ့လက်အတွင်းမှာအရိုင်းဆန်တဲ့စွမ်းအားများထုတ်လွှတ်ကထွက်ပြေးရန်ကြိုးစားနေတဲ့အနက်ရောင်တထုပြောင်လေးကြည့်လိုက်ပါတယ်။လင်တုံးရဲ့မျက်လုံးတွေကရှည်ခဲတမျှအေးဆက်သွားခဲ့ကအတွေးတစ်ချက်ဖြင့်စမ်းကြဲဆောင်လက်ဖွဲ့မှစွမ်းအားများကိုထုတ်ယူစေးလိုက်ပြီးအနက်ရောင်တထုပြောင်လွှမ်းခြုံစေးလိုက်တယ်။အဖြူရောင်အလင်းတဲ့တချို့ကလင်တုံးရဲ့လက်ကိုလွှမ်းခြုံသွားခဲ့ကကောင်းကင်တုံဟီငကနက်စီးကိုဖုံးအုပ်သွားခဲ့တယ်။ဒိုဇင်မာဖန်ကန်းကသူနဲ့ကောင်းကင်တုံဟီငကနက်စီးကြမှဆက်သွယ်မှုကအင်အားသုံးပြတ်တောက်ခံလိုက်ရကြောင်းကိုခံစားမိပါတယ်။ဒါဘလို့လို့ဖြစ်နိုင်မှာလဲ။ဖန်ကန်းရဲ့မျက်လုံးများကပြူးကျဲသွားတယ်။သူရဲ့စိတ်နှလုံးကတုံလုံးချင်းများပြည့်နေနေပါတယ်။ဒီကောင်းကင်စင်စိတ်ဝိညာဉ်မော်ရတနာမှာသွေးစည်းတစ်စိတ်ခတ်ထားပြီးဖြစ်လို့သူတက်အစင်တစ်စင်မြင့်တဲ့သူပင်၎င်းစည်းတစ်စိတ်ကိုဖယ်ရှားရန်ခက်ခဲပေလိမ့်မယ်။
ဒါပေမဲ့လင်တုံးကဘာကြောင့်ပြုလုပ်နိုင်တယ်လဲမင်းရဲ့လက်ဆောင်တက်ကျေးဇူးပဲဒီနိဗ္ဗာန်စီလုံးတန်း30တန်းနဲ့မော်ရနာကိုတင်ထားပေးပါမယ်အဖြူအောင်လင်းတန်းမြကပျောက်ကွယ်သွားခဲ့ပြီးလင်တုံးရဲ့လက်ထဲမှာရုံးကန်နေတဲ့အနက်ရောင်တက်ထုပြားလေးမှာရှကုကငိမ့်သက်သွားခဲ့တယ်ထိုမြင်ကွင်းကိုကြည့်ရှုနေတဲ့လူများမှာစွန့်အားသွားခဲ့တယ်အထူးသဖြင့်မိုးလင်းတို့တတိုက်ပင်ဖြစ်တယ်လင်တုံးမှာဖန်ကန်းရဲ့လက်အတွင်းမှာစိတ်ဝိညာဉ်မော်ရနာကိုအဲ့ဒါလိုနီးလန်းနဲ့လူယူနိုင်လိုက်သလားငကိုကလေးကဒဏ်ရာပြင်းထန်စွာရထားတဲ့ဖန်ကန်းမှာလင်တုံးရဲ့ရည်တံကိုကြားတဲ့အခါဒေါသထွက်လွန်းလို့သွေးတလုတ်ထပ်မံအန်ထုတ်လိုက်တယ်။အဲဒီနောက်ဖန်ကန်းကလင်တုံးကိုကြည့်လိုက်ပြီးရှုပ်ကြီးထွက်ပြေးပါတော့တယ်။ကောင်းငင်စစ်စိတ်ဝိညာဉ်မော်ရတနာကိုဘလို့သောနီးလန်းသုံးပြီးလူယူလိုက်တယ်လေသူမသိပေမဲ့လက်ရှိမှာတော့ကောင်းငင်အစဉ်စိတ်ဝိညာဉ်မော်ရတနာကိုဆုံးရှုံးသွားပြီဖြစ်လို့လင်တုံးကိုမရှင်းနိုင်တော့ပါဘူး။ထွက်ပြေးကျင်တာလားမင်းရဲ့နိဗ္ဗာန်စီးတစိတ်ကိုပေးခဲ့ထွက်ပြေးရင်ပြင်းနေတဲ့ဖန်ကန်းကိုမြင်တဲ့အခါလင်တုံးရဲ့မျက်လုံးတွေကရှိခဲ့တဲ့မြအေးဆက်နေတယ်။အဲနောက်လင်တုံးရဲ့ခန္ဓာကိုယ်ကလှုပ်ရှားသွားခဲ့ပြီးထွက်ပြေးသွားတဲ့ဖန်ကန်းရဲ့ရှေ့မှာပေါ်လာခဲ့တယ်။လင်တုံးရဲ့ခန္ဓာကိုယ်မှာရွှန်စွမ်းရည်များကအလျံတညီညီတောက်လောင်လာခဲ့ပြီးသူ့ရဲ့လက်ချောင်းထိပ်မှာစူးစီးသွားခဲ့ကအစိမ်းရောင်နဂါးလက်သေးပြပြောင်းလဲသွားတယ်။နဂါးစိမ့်လက်သေးထိုနဂါးလက်သေးကလေထုကိုထိုးခွင်းသွားခဲ့ကဖန်ကန်းထံကိုလက်စည်းသမျှလှိမ့်မြန်တဲ့အမြန်နှုံးနဲ့ပြေးဝင်သွားခဲ့ပါတယ်။သူ့ထံကိုဝင်လာတဲ့နဂါးလက်သေးကိုမြင်တဲ့အခါဖန်ကန်းရဲ့အမူအရာကချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့တယ်။ခုနကတိုက်ပွဲမှာကန်တန်းနဲ့သူ့ရဲ့စွမ်းအားများကိုထုတ်ပေါ်ခဲ့ရလို့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့စွမ်းအားမှာအရင်ကနဲ့မတူတော့ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်မှာရွှန်စွမ်းရည်များကလျင်မြန်စွာထွက်ပေါ်လာပြီးရွှေရောင်အကာအကွယ်တစ်ခုပြုတ်လုပ်လိုက်တယ်။နဂါးစိမ့်လက်သေးကထိုးရွှေရောင်အကာအကွယ်ပေါ်ကိုပြင်းထန်စွာကြားရောက်သွားခဲ့တယ်။ထိုးရွှေရောင်အကာအကွယ်ပေါ်မှာအရိုင်းဆန်တဲ့စွမ်းအားတွေထွက်ပေါ်လာခဲ့တယ်။ပြီးဆုံးသွားပြီ။လင်တုံးရဲ့မျက်လုံးထဲမှာအေးဆက်မှုတွေကပြည့်နှက်လာခဲ့ပြီးခေါင်းကိုဖြင်းညင်းစွာမော့ကပြောလိုက်တယ်။နဂါးလက်သေးကတုန်ခါလာခဲ့ပြီးဝှစ်ဆိုတဲ့အတန်နဲ့အတူရွှေရောင်အကာအကွယ်ထက်မှများစွာသောအကွဲကြောင်များဖြစ်ပေါ်လာစေခဲ့တယ်။ crash ဆိုတဲ့အတန်နဲ့အတူထိုအခိုက်မှာဖန်ကန်းရဲ့မျက်လုံးများကကျဉ်းမြောင်းသွားခဲ့ပြီးသူ့ရဲ့မျက်လုံးများအတွင်းမှာကြောင်ယုံခြင်းများထွက်ပေါ်လာခဲ့ပါတော့တယ်။ဒေးစီနိုင်လောက်တဲ့အားလိုင်းတစ်ခုကဖန်ကန်းရဲ့ရင်ဘတ်ကိုထိုးပေါက်သွားခဲ့ပြီးသွေးတွေဖြာထွက်လာခဲ့တယ်။ဖန်ကန်းရဲ့ခန္ဓာကိုယ်ကမြေပြင်ပေါ်လွင့်ထွက်သွားခဲ့ကတစ်ပင်များကိုတရားစင်ခန့်တိုက်မိပြီးမှသူ့ရဲ့အရှိန်ကရပ်တန့်သွားခဲ့ပါတယ်။ထိုချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးလုံးဝတိတ်ဆိတ်သွားခဲ့ပြီးလူများကသွေးတွေတပွက်ပွက်အန်ရဲ့ပုံရိပ်ကိုကြည့်လိုက်ကြတယ်။လက်ရှိမှာဖန်ကန်းရဲ့အရှိန်ဝါများမှာအလွန်အမင်းအားနည်းနေပြီဖြစ်တယ်။ထိုတိတ်ဆိတ်မှုများကိုပင်တန်ရှိုက်တန်များကဖြိုခွင်းသွားခဲ့တယ်။ထိုလူများအကြည့်ထဲမှာတုံလုံးမှုများဖြင့်လေထဲမှာရှိတဲ့ငယ်ရွယ်တဲ့ပုံရိပ်ကိုကြည့်လိုက်ကြတယ်။ထိုပုံရိပ်ကလေထဲမှာရက်တန့်နေကသူ့ရဲ့ခန္ဓာကိုယ်မှာသွေးတွေကတစက်စက်နဲ့စီးကြလျက်ရှိပါတယ်။လီဘီတစ်ချက်ဝင့်မှာသူ့ရဲ့သွေးနှံများကလေထဲမှာပြန့်နှံ့သွားခဲ့တယ်။ဖန်ကန်းနဲ့လင်းတုံးတို့ရဲ့အခြေအနေတွေကကောင်းမွန်ခြင်းမရှိကြပါဘူး။ဒါပေမဲ့ထိုသွေးအလိမ့်လိမ့်နဲ့ဖြစ်နေတဲ့ပုံရိပ်ကိုဘသူမှလှောင်ပြောင်တရုံခြင်းမရှိကြဘူး။ထိုတိုက်ပွဲကစကားနဲ့ပင်ဖော်ပြလို့မရဘူး။မုန်လင်းတို့မှာကြောင်အားစွာနဲ့လင်းတုံးကိုကြည့်လိုက်ကြတယ်။သူတို့ပင်လင်ကောင်းကင်ဆင်စိတ်ဝိညာဉ်မော်ရတနာကိုကိုင်းဆောင်ထားတဲ့ဖန်ကန်းအားဒီလိုအခြေအနေထိရောက်အောင်တွန်းအားမပေးနိုင်ပါဘူး။ယခုအခါလင်းတုံးကဖန်ကန်းကိုခက်ခဲစွာတိုက်ခိုက်ကအနိုင်ယူခဲ့ပြီဖြစ်လို့သူတို့ကိုကြော်ပြတ်သွားလိမ့်ပြီဖြစ်ပါတယ်။လင်းတုံးကချောင်းတဟိုးစိုးနေတဲ့ဖန်ကန်းရဲ့ရှေ့မှာဆင်းသက်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေကအေးဆက်ကတင်းငိမ်လျက်ရှိတယ်။မင်းနိုင်တယ်။ဖန်ကန်းကသူ့ရဲ့နှက်ခမ်းထောင်မှာသွေးစားတချို့လက်ခုံနဲ့တုပ်လိုက်ကတေးမတက်ဖြူရောနေတဲ့မျက်နှာနဲ့လင်းတုံးကိုကြည့်ပြီးပြောလိုက်ပါတယ်။ဖန်ကန်းကရှုံးနေသွားပေမဲ့သူ့ရဲ့တံမှာခက်ထန်နေသေးပင်ဖြစ်တယ်။လင်းတုံးကခက်ပြုံးပြုံးနဲ့ဖန်ကန်းကိုကြည့်လိုက်ပါတယ်။သူကအလွန်အမင်းရင်းနှီးတဲ့ငယ်ပေါင်းကြီးပေါ်လာရှေ့ကိုလှမ်းလိုက်ပြီးဖန်ကန်းရဲ့ပခုံးညှင့်သာစွာပုတ်လိုက်တယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာကာယံထားတဲ့ရွှမ်းအစွမ်းရဲ့အကာအကွယ်ကိုရှော့ချလိုက်တယ်။ဖန်ကန်းကလင်းတုံးသူ့ရဲ့နောက်ကပ်လာတော့တွေ့တဲ့အခါသူကတခဏမြကြောင်သွားတယ်။အဲဒီနောက်သူကအာတင်ပြီးပြုံးကသူ့ရဲ့လက်ကိုအနှင်းငယ်ရွေးရှားလိုက်တယ်။သူ့ရဲ့မျက်လုံးများအတွင်းမှာရုတ်တရက်ရက်ဆက်ကောက်ကျတဲ့ရွှမ်းထွက်ပေါ်လာခဲ့ပြီးလင်းတုံးရဲ့နှလုံးရှိရာကိုလက်ဝါးတစ်ချက်ကိုလှိမ့်မြန်စွာပစ်သွင်းလိုက်တယ်။ဒါပေမဲ့သူ့ရဲ့လက်ဘဝကလင်းတုံးတန်ကိုမရောက်ခင်လမ်းတစ်ဝက်မှာရပ်တန့်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ရှေ့မှာရှိတဲ့ငယ်ရွယ်တဲ့ပုံရိပ်ရဲ့လက်ချောင်းများကထက်မြက်တဲ့ဓာတ်တစင်းအလားသူ့ရဲ့လေပင်ကိုထိုးပေါက်သွားတာကြောင့်ဖြစ်တယ်။ငါဒီလိုအဆင့်ကိုရောက်ခဲ့ပြီးရဲ့နောက်မှာတော့မင်းငေါငတုံးများထင်နေရလား။လင်းတုံးကသွေးဆက်လက်နဲ့ဖန်ကန်းအောင်ကြည့်ကညှင့်သားစွာပြောလိုက်တယ်။ဒါကနိုင်သူစားရမယ်။မင်းရှုံးတာနဲ့တပြိုင်နက်မင်းမှဘာမှမရှိတော့
ငါသာရှုံးခဲ့မယ်ဆိုရင်အခုပြုလုပ်ခဲ့တာထက်မင်းကဆဲစားပို့လုံးမယ်ဆိုတာငါသိတယ်ဒါပေမဲ့မင်းမှာအဲ့ဒီအခွင့်အရေးမရှိတော့ဘူးလင်တုံးကသူ့ရဲ့ညာလက်ကိုစမ်းထုတ်လိုက်တယ်ထိုအခါသူ့ရဲ့ညာလက်အတွင်းမှာငွေရောင်နိဗ္ဗာန်စီးတစိမ့်တစ်ခုထွက်ပေါ်လာတယ်ထို့နောက်သူကဖန်ကန်းရဲ့လက်ကိုဆွဲယူလိုက်တယ်ဖန်ကန်းရဲ့လက်ထဲမှာကရွှေရောင်နိဗ္ဗာန်စီးတစိမ့်တစ်ခုရှိတယ်ထိုစီးတစိမ့်ကကောင်းကင်အဆင့်နိဗ္ဗာန်စီးတစိမ့်ပင်ဖြစ်တယ်လင်တုံးရဲ့လက်ဘွားကညှင့်သာစွာဖြင့်ထိတွေ့လိုက်ပါတယ်ထိုအခါဖန်ကန်းရဲ့လက်ထဲမှာရှိတဲ့ငွေရောင်စီးတစိမ့်ကလင်းမြန်စွာပျောက်ကွယ်သွားခဲ့ပြီးလင်တုံးရဲ့လက်ဘွားအတွင်းကိုဝင်ရောက်သွားခဲ့တယ်ထိုအခါလင်တုံးရဲ့လက်ဘွားအတွင်းမှာငွေရောင်နိဗ္ဗာန်စီးတစိမ့်ကရွှေရောင်ဖြစ်ကိုပြောင်းလဲသွားတယ်ဖန်ကန်ရဲ့နိဗ္ဗာန်စီးတစိမ့်ကိုစုပ်ယူပြီးနောက်ပိုင်းမှာလင်တုံးရဲ့နိဗ္ဗာန်စီးတစိမ့်ကကောင်းကင်အဆင့်ကိုမြင့်တက်သွားခဲ့တယ်သူ့လက်အတွင်းမှာပျောက်ကွယ်သွားတဲ့နိဗ္ဗာန်စီးတစိမ့်ကိုကြည့်ကဖန်ကန်ကခါတက်စွာပြုံးလိုက်ပါတော့တယ်ပရိသတ်များရှင်နောက်ရက်ဒီမှာလည်းကျမတို့ရဲ့ channel ကနေအခုတင်ဆက်ပေးခဲ့တဲ့တိုင်းဇလန်လေးရဲ့အခန်းဆက်ကိုတင်ဆက်ပေးမှာမို့စောင့်မျှော်အားပေးနားဆင်ပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်